Maluna. Yung China đang làm nhiệm vụ sao? Xuống mất đấy nó này có mà để xem ra đi xuân ra thì training education ngài ngài mà tiếng có lắm mà đi phải có nghe được cho nên nó khá là cả cái cái đó đi qua đi rồi lên cháu nhà cũng đã này nè không đi phá được nghe nghe đi bộ chỉ nó gọi là cái nào rồi chúng ta training education lúc đấy rồi workshop của anh ấy giống nó cháu mà đi mà đi ra rồi này giờ công việc rồi này giờ công việc mà lâu này anh ấy giống tự đi của bọn nó này giờ lúc đó chúng ta cả chỉ khán giả đi về rồi mà alo một rồi mìnhပြောrồi bù rồi alo một mìnhပြောvề này nên chỉ cho mìnhပြောlại này cái chỗ cháu nhà đi ra rồi mi khi này rồi chỉ bao nhiêu nhà xóa cháu muốn đi đạp thì phải lên này rồi tại vì đi ní cả mi khi này tao số chơi ya à phi đi cũng nói không gì chơi này xíu rồi đóပြောပြီးသားလို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအကြောင်းအရာလေးတွေကိုကျွန်မနည်းနည်းလေးအကျဉ်းချုံးပြီးမှပြန်ပြီးတော့ဝေမျှမှာဖြစ်ပါတယ်လို့အဲ့တော့ကျွန်မတို့ကလေးတွေဆိုတာကပြောင်းနေဖွံ့ဖြိုးလာတာမတူဘူးကျွန်မဒီနေ့က child development component ဆိုတဲ့အကြောင်းအရာလေးကိုဒီမှာကျွန်မနည်းနည်းလေးရေးထားပြီးတယ်ကျွန်မမြန်မာလိုမရိုက်ကတဲ့အချိန်ကျတော့ကျွန်မဒီမှာအင်္ဂလိပ်လိုပဲနည်းနည်းခေါင်းစဉ်လောက်ပဲရေးထားပြီးတယ်လို့အဲ့ဒါကိုမလို့ကိုယ့်ဘာကိုပြန်ပြီးမှရေးချင်လည်းရတယ်လို့အဲ့ဒါကတော့ကျွန်မရဲ့အားနည်းချက်ဖြစ်ပါတယ်လို့အဲ့တော့ကလေးတွေကတယောက်နဲ့တယောက်သူတို့ရဲ့ဖွံ့ဖြိုးမှုလုံးမတူဘူးဖွံ့ဖြိုးတဲ့နယ်ပယ်ချင်းမတူအဲ့တော့တစ်ခါလေကြာရင်ကျွန်မတို့မိဘတွေကကျွန်မတို့ကလေးတွေကိုသူများကလေးတွေနဲ့နှိုင်းယှဉ်တယ်ဥပမာ6လနဲ့ကလေးတယောက်မှာထိုင်ရမယ်သွားပေါက်ရမယ်လေးဘက်သွားရမယ်ဒါကရေဘူးရကျွန်မတို့တွေ့ထားတယ်ဒါပေမဲ့ကိုယ်ကလေးကအဲ့ဒီအရွယ်ရောက်လာတော့မှအဲ့လိုမဖြစ်ရင်ဒီရှာတော့ဟောပြင်ဆိုင်ကိုဖန်ဖတ်ဆိုင်ကိုစိုးရင်အဲ့တော့ကလေးကသူ့ရဲ့ဖွံ့ဖြိုးမှုနှုန်းကကြောင်းနေမတူကြဘူးအဲ့တော့ကိုယ်ကလေးဆိုပေမဲ့လေကိုနဲ့တစ်ထပ်သေးတူမယ်လို့မထင်နဲ့ကျိုးကိုနဲ့လည်းတစ်ထပ်သေးတူမှာမဟုတ်ဘူးတူဖို့လည်းမမျှော်လင့်နဲ့ဇွတ်လည်းတူအောင်မလုပ်နဲ့ကလေးကြောက်သူ့ဟာသူဖျားဖန်ဆင်ထားတဲ့ unique ဖြစ်တဲ့အကြောင်းအရာရှိတယ်ကျမတို့ကအဲ့ဒီအရာကိုကျမတို့သိဖို့လိုအပ်တယ်အဲ့တော့ဘာလို့ဦးဆုံးအနေနဲ့ကလေးရဲ့ဖွံ့ဖြိုးလာတဲ့သူ့ရဲ့အသက်အရွယ်အလိုက်ဖွံ့ဖြိုးလာတာ ਨੇ အခြေအနေအလိုက်ရှိတဲ့ဟာလေးကိုပြောချင်ဒါပေမဲ့အသက်အရွယ်လိုက်ဆိုပေမဲ့ဟိုလူပြိုအပြိုအရွယ်ထိတော့ကျွန်မမပြောတော့ဘူးဘာလို့လဲဆိုတော့ကလေးတွေကငယ်တာများတယ်ဆိုတော့အငယ်ပိုင်းလောက်ကိုပဲကျွန်မနည်းနည်း focus လုပ်ပြီးတော့ပြောလို့ပါတယ်လို့အဲ့တော့ကလေးတယောက်ရဲ့ဖွံ့ဖြိုးမှုကအသက်အရွယ်အလိုက်လေသူကအစင်းစင်းဖွံ့ဖြိုးတယ်ကလေးကအထူးသဖြင့်မွေးစားကနေ9နှစ်အတွင်းကတဲ့သူ့ရဲ့အုံနောက်ကဖွံ့ဖြိုးဆုံးအရွယ်ဖြစ်တယ်တဲ့အိတ်နေတဲ့အချိန်မှာတော့ကလေးတွေရဲ့အုံနောက်ကဘယ်တော့မှမအိတ်ဘူးသူ့ရဲ့အုံနောက်ကဖွံ့ဖြိုးနေအုံနောက်မှာကဟိုဘိုက်ထဲကလေးမှာတော့အုံနောက်ထဲမှာ cell ကလေးတွေရှိတယ်အဲ့ဒီ cell တွေကစပြီးမှဆက်လာတာအဲ့တော့မွေးလာမှလည်းမဆက်ပြီးသေးဘူးမွေးလာတဲ့အချိန်မှာလည်းသူကဆက်နေတယ်ဒီကြောက်ကဘရောကလည်းမနေဒီရှေမနောပြောင်းဘူးလေလို့ပြောတာအဲ့ဒီအုံနောက်တွေကဆက်နေတာ cell တွေကအဲ့ချိန်ကျတော့သူကအရင်ဖွံ့ဖြိုးနှုန်းကအရမ်းညာတယ်ကျမတို့ဘာမှဖွံ့ဖြိုးတော့ဘူးလေရက်သွားပြီလေအဲ့ကြောင့်မလို့ငြိမ်သွားပြီသူတို့ကမဟုတ်ဘူးမရက်ဘူးသူတို့ရဲ့ဖွံ့ဖြိုးမှုကအဲ့ကြောင့်မလို့ကလေးတွေကိုအဓိကအဖြစ်အိတ်နေတဲ့အချိန်တောင်မှသူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုကရှိနေရဲ့ဆိုတော့သူတို့အုံနောက်ကမအိတ်ဘူးကျမတို့လူကြီးတယ်လူလည်းအိတ်အုံနောက်လည်းအိတ်သွားပြီမသိတော့ဘူးဒါမဲ့သူတို့ကလေးတွေရဲ့အုံနောက်ကမအိတ်ဘူးအဲ့မျိုးဆိုတော့ကလေးတွေရဲ့ဖွံ့ဖြိုးမှုနှုန်းကအရမ်းမြန်ဆန်တာဖြစ်တယ်အဲ့တော့ကျမတို့တွေကတိတ်ဆော့တယ်လို့အငြိမ်မနေဘူးလို့ဒါမြင်ပေမဲ့တကယ်တော့သူကဆော့နေလို့တက်တော့မဟုတ်ဘူးသူတို့ဘဝအတွက်အရေးအကြီးဆုံးဖြစ်တဲ့အလုပ်ကိုလုပ်နေတယ်လို့ကျမတို့မြင်ရမှာဆော့တယ်လို့ပဲမြင်တော့စိတ်တူလာတယ်လေကလေးလေးကိုဒါသူ့ဘဝအတွက်အရေးအကြီးဆုံးလုပ်ဖို့လုပ်နေသူတို့နောက်မှာသူတို့ရဲ့အနာဂတ်မှာဘယ်လိုလူတွေဖြစ်လာမလဲဆိုတော့သူတို့ဒီအချိန်မှာဆောက်တယ်ဒီအချိန်မှာ foundation ယူနေတဲ့အချိန်ဖြစ်တယ်ဥပမာကြရင်ဥပမာချင်းသိပေါက်စားလေးတို့ကြောင်ပေါက်စားလေးတွေကြောင်တော့ထိုက်လို့ချင်းသိထားလိုက်ဥပမာတတိလေးမွေးခါစားလေးမှာသူတို့အရန်ဆော့တယ်ကောင်နဲ့ကိုက်တယ်ပုံမှခုံအုပ်တယ်သူကစားနေတယ်ပေါ့ဒါပေမဲ့ချင်းသိတွေကြီးလာပါလို့လေသူတို့အမဲလိုက်ရတယ်အမဲလိုက်တယ်သားကောင်ကိုသူတို့လိုက်ခိုင်းရတယ်အဲ့ချိန်ကျတော့သူတို့ငယ်ဘဝမှာကြီးလို့ပုံနဲ့ကစားလေးနဲ့ဗန်းလုံးနေဆိုတာကသူတို့နောက်တစ်ချိန်မှာသူတို့လုပ်ရမယ့်ဟာရဲ့အလေးအကျင့်တစ်ခုအနေနဲ့သူတို့ရဲ့ဖွံ့ဖြိုးမှုတစ်ခုအနေနဲ့သွားတယ်အဲ့တော့ကျမတို့ကလူသားတွေဖြစ်တယ်ချင်းသိလို့လည်းသားကောင်တော့ဖမ်းစီရမလို့ဘူးဒါပေမဲ့ကျမတို့ဖွံ့ဖြိုးမှုပိုင်းကပုံများတယ်
အဲ့တော့ဗမာလူကတော့ဗလာ9တန်လို့ခေါ်တယ်ဒါပေမဲ့ကျမတို့ယုံကြည်သူတွေနေကတော့6ခုကျမတို့ပြောထားတယ်ပေါ့နော်အဲ့ထဲကနံပါတ်1ဖြစ်တဲ့ physical development ကိုကျမပြောလို့ပါတယ်အဲ့ဒီအကြောင်းအရာကိုကျမအခြေချဲ့ပြီးမှတော့အရှိကြီးတော့မပြောတော့ဘူးဘာလို့လဲဆိုတော့တော်တော်များများသိပြီးသားဖြစ်တယ်အဲ့တော့ physical development တော့ကကျမတို့အစား nutrition ကအရေးကြီးတယ်ဒါပေမဲ့ဒီနိုင်ငံမှာက nutrition ကျမမပြောတော့ဘာလို့လဲဆိုတော့ဝိတ်ကရတယ်ဘေကရတယ်ကလေးအသက်အရွယ်လိုက်ကျမတို့ကျွေးရမယ့်အစားအစာတွေအပုံလိုက်ကြီးရှိတယ်အဲ့တော့ nutrition ပိုင်းကိုကျမမပြောတော့ဘူးသဘောတူရဲ့အုံနောက်ဖွံ့ဖြိုးစေတာရှိတယ်ဘာညာဝိတ်ကအဲ့ဒါကတော့ကိုယ့်အကိုဒီမှာအကုန်လုံးအဆင်ပြေနေရဆိုတော့ပေါ့နော်ဒါပေမဲ့ကျမတို့ဗမာပြည်မှာကျတော့ဒီ nutrition ကိုအများပြောရတယ်ကလေးတယောက်ဖွံ့ဖြိုးဖို့အတွက်ဘယ်လိုအစားအစာလိုအပ်တယ်လဲအုံနောက်ကဘာလိုအပ်တယ်ဆိုတဲ့ဟာမျိုးပေါ့ဒီနိုင်ငံမှာကအဲ့ဒါသိမလို့တော့ကျမအဲ့အကြောင်းကိုမပြောတော့ဘူးအဲ့ဒီကြရင်အဓိကပြောလို့တဲ့အကြောင်းအရာနှစ်ခုပဲရှိတာကကျမတို့ခန္ဓာကိုယ်ကြွက်သားအကြီးရှိတယ်ကြွက်သားတက်တက်လေးတွေရှိတယ်အဲ့တော့ gross model လို့ပြောတဲ့ခန္ဓာကိုယ်ကြွက်သားအကြီးကိုဖွင့်ဖြိုးဖို့လို့ကျမသမီးဆိုရင် gross model ကိုဖွင့်ဖြိုးတဲ့အတွက်ကြောင့်သူက3မိနစ်လောက်လဲသူမထိုင်နိုင်ဘူး3မိနစ်5မိနစ်လောက်ဆိုရင်နှီးချင်တယ်လူပေါ်မှာအိတ်ချင်တယ်လုံးဝမထိုင်နိုင်ဘူးဘာလို့လဲဆိုတော့ gross model ကိုဖွင့်ဖြိုးအဲ့တော့ကျမတို့ကလေးတွေကအခုအချိန်ကြမှာဆိုရင်တော့သူ့ကိုလုံးလို့မရအောင်လားဆိုရတော့ရတယ်ဒါပေမဲ့သူငယ်ငယ်လေးမှာကလေးဒီ cross model ဖွင့်ဖြိုးဖို့သူဘာမှမလုပ်ခဲ့ဘူးအဲ့တော့ဒီ cross model ဖွင့်ဖြိုးဖို့တော့ကိုယ်မှာကစားစရာတွေအများကြီးရှိတယ်တွေ့တက်တာမျိုးတွေစီးတဲ့ခါလေးစပိန်စီးတာတွေပြေးတာတွေဖြစ်တာတွေအဲ့ဒါအများကြီးလုပ်ရတယ်ပေါ့နော်အဲ့ဒါက cross model ဖွင့်ဖြိုးဖို့ဖြစ်တယ်ပြီးတော့နောက်တစ်ခုကအရေးကြီးတဲ့ဟာက fine model ဆိုတဲ့ဒီလက်ချောင်းကျွတ်သားတစ်စီးလေးတွေဖွင့်ဖြိုးဖို့ဘာလို့လက်ချောင်းကျွတ်သားဖွင့်ဖြိုးဖို့လို့လဲသူတို့စာရေးရတော့မယ်ခဲနံကန်ရတော့မယ်အဲ့တော့ကျမတို့အနေနဲ့ကြီးလိုက်ရင်သူ့မသူကြိုက်တတ်တာပဲဒါပါအရေးကြီးလဲဆိုပေမဲ့ဒီလက်ချောင်းကျွတ်သားတမ်းမှာဘူးမရှိတဲ့ကလေးမှာအခုကျမကြောင်းမှာကြတော့ကျမတို့အာရှဘက်ကကလေးတွေကအဲ့လောက်စိုးရိမ်ကြတယ်ပဲတချို့အဖြူကလေးတွေကလက်ချောင်းကျွတ်သားမတမ်းမာတဲ့အချိန်ကျတော့ခဲတာကိုမကင်နိုင်ဘူးဒီလိုဆုပ်ပြီးကင်တာရှိတယ်ဒီဂျားထဲမှာညက်တာရှိတယ်ခဲတာကင်ပုံကင်ပြီးတော့မမှန်ဘူးအဲ့တော့အဲ့ဒါကိုမှန်အောင်လေ့ကျင့်ဖို့တော့အရန်ခက်အဲ့တော့ဒီလက်ချောင်းကျွတ်သားလေးတွေဖွံ့ဖြိုးလာလို့ကျမတို့တဲတွေကစားတယ်ရေတွေကစားတယ်ဆန်ဆိုလဲအရာလေးတွေဘာလို့လဲဆန်ကြီးပဲကစားတယ်လို့ကျမတို့စိတ်ဆိုးတယ်ပြစ်တပါဝါကကစားရမယ်လေအဲ့ဒါကြောင့်မလို့အသက်3နှစ်လောက်ဆိုရင်တော့ကျမတို့ကလေးတွေဆန်ပေါ့နော်အရာလေးဆိုဓာတ်ပေါက်ဖောက်တဲ့အရာလေးထည့်ပြီးလို့ရတယ်ပြောင်းဘူးစီလို့အစိတ်မှန်သမျှပေါ့နော်အဲ့ဒါလေးတွေနဲ့ကစားတာသူ့လက်ချောင်းကျွတ်သားလေးတောင်းလာတယ်ပြီးတော့ကျိုးနဲ့တီးတဲ့ဟာတကွဘာကျိုးဆိုရတယ်တီးကစားတဲ့ဟာဈေးမှာဝယ်လဲရတယ်ပေါ့နော်အဲ့ shapes တွေမျိုးနဲ့အဲ့ဒီကျိုးနဲ့တီးတယ်ဆိုတော့ဒီလက်ချောင်းကျွတ်သားတစ်ခုအတွက်ပဲမဟုတ်ဘူးတဲ့ eye hand coordination ကိုရတယ်တဲ့အဲ့ဒါပါလဲဆိုတော့မျက်စိနဲ့လက်နဲ့ဗဒန်းနဲ့အတူတူပါလို့ဆောင်ကြည့်လို့ပဲစာရေးတယ်ဆိုတာမျက်စိနဲ့လက်နဲ့အတူတူရေးရတာပေါ့ကလေးတွေကအဲ့လိုမသိသေးဘူးလေအဲ့ချိန်ကျတော့ဒီလိုကြိုးတီးပြီးလုပ်တာဟာမျက်စိနဲ့လက်နဲ့အတူတူအလုပ်လုပ်ရတယ်ဆိုတော့ဒါတီးရင်းကစားရင်းနဲ့တူကနားလည်လာတဲ့သဘောပေါက်ပါတယ်အဲ့ကြောင့် preschool ကိုကျွန်မမလွတ်စေချင်ဘူးကလေးတိုင်းကိုတက်စေချင်တယ်ဒီဟာဒီကိုခိနကာထဲမှာဘယ်သူမှမသိသေးတော့ဒါက preschool မှာအလုံးပြီးသွားပြီအဲ့တော့ကိုကလေးက preschool မတက်လိုက်ရတဲ့ချိန်ကျတော့ဒီအခြေခံပို့ပြီးမှကြားတဲ့အရာကကိုကလေးကလွတ်သွားတတ်တယ်ပေါ့အဲ့တော့ preschool ကိုမလွတ်စေချင်ဘူးဘာလို့ဆိုအားလုံးကအဲ့ဒီမှာပေါ့ဖွံ့ဖြိုးရမယ့်အရာအားလုံးကအဲ့မှာတင်တာဖြစ်ပါတယ်လို့အဲ့ဒီအရာကိုပြောချင်တယ်ပြီးတော့နောက်တစ်ခုကဒုတိယတစ်ခုကစာရွက်မှာလည်းဒီမှာလည်းစာရွက်မှာတော့ကျွန်မပြောထားတယ် cross model ဖွံ့ဖြိုးဖို့ဘာကစားရမယ်ဆိုတော့အသေးစိတ်တော့မပြောတော့ဘူးเนาะကျိုးခုံတာတွေတွေ့တက်တာတွေရေကူးတာတွေကတာတွေပေါ့ဒီလက်ချောင်းကျွတ်သားလေးကပုံဆွဲတာမျိုးကျိုးတီတာမျိုးတွေပြီးတော့တီဆောက်ကစားတယ်ဆိုတာကဒီ block 3နေနေပေါ့နော်တီဆောက်ကစားတဲ့ဟာတွေဂျုံနေတဲ့ဟာလေးတွေအဲ့ဒါလေးကျွန်မရေးထားပြီးတော့ထိုင်းရင်းဆိုကျိုးချီတယ်ကလေးတွေမချီတတ်ဘူးအရန်ခက်ဒါပေမဲ့စူးစမ်းပြီးမှလည်းအဲ့ဒါလေးချီကစားတာလက်ချောင်းကျွတ်သားလေးတမလာတာဖြစ်တယ်အဲ့ချိန်ကျတော့အခုစစ်စင်းနေဆိုပလေးအရန်အဖုံးဖွင့်တယ်အဲ့ကြောင့်လို့ကျွန်မပြောတယ်ပလင်းဖွင့်ချင်တဲ့အရွယ်ဟုတ်ပြီတော့အချိန်တိုင်းပလင်းကပုံစံမတူဒီဇိုင်းမတူအယောင်မတူတဲ့ပလင်းမျိုးစုံကိုကျွန်တော်ဒီမှာထည့်အဖုံးကိုတတ်ထားပလင်းကိုတတ်ထိုင်မှာသူ့အဖုံးနဲ့သူ့ဟာနဲ့ကြိုက်အောင်သူ့ကသူလုံးဝနာမှာကြာမှာထားလိုက်ရှိတခုပြီးတော့လုံးကြည့်မရအဲ့ဒါမမှန်ဘူးလေဟိုဟာလုံးလေကိုဘာမှမပြောနဲ့သူ့ဟာသူတည်ယူလိုက်တယ်ကျွန်တော်တို့ကအရရှာရှည်ပြီးတော့ပြောလိုက်သူစိတ်ရှုပ်သွားတယ်သူနားမလဲတော့အဲ့တော့သူ့ဟာသူလုံးရင်းနဲ့မှာဟိုဒီပလင်းမှာအဖုံးကဝအကြီးကြီးသူတော့လုံးလိုက်ရင်ပလင်းဖုံးနဲ့ဝင်သွားတယ်ဆိုတော့ဒီမှာမဆမ်းဘူးဆိုငါနောက်တစ်ခုလုံးကြည့်အောင်မယ်သူ့ဟာသူလုံးရင်းနဲ့မှားရင်းနဲ့တင်ရင်းနဲ့သူကလက်ချောင်းကျော်တာတမ်းမာလာတယ်သူရတယ်သူနားလဲလာတယ်သူလုတ်ချင်တဲ့အရွယ်ပေါ့နော်အဲ့ဒီကျမတို့လုတ်ပြီးလို့ရတယ်အဲ့တော့နောက်တစ်ခုကကြတော့အုံနောက်အတိညာဆိုင်ရာဖွ
ဖွံ့ဖြိုးမှုပေါ့ဒုတိယတစ်ခါကျတော့အသိဉာဏ်ဆိုင်ရာဖွံ့ဖြိုးမှုမှာလည်းအခြေအနေနှစ်ခုရှိတယ်အဲ့ဒါက sensorial motor state နဲ့ pre-operational state ဆိုပြီးရှိတယ်အဲ့ဒါက sensorial ဆိုတာအရင်ငယ်လေးတဲ့ဒီမွေးစားကနေ4နှစ်လောက်အထိအရွယ်ပေါ့နော်9နှစ်လောက်အထိကသူတို့က sense နဲ့သိနေတယ်မမြင်ရတာကိုဘာမှသိလို့မရဘူးသူတို့ကအနတ်အယတာအမြင်အထိအတွေ့အဲ့ဒါလည်းပဲသိနေတယ်အဲ့တော့ကျွန်တော်တို့ Sunday School မှာဥပမာကျမတို့ရဲ့လက်ချင်းယုံကြည်ခြင်းမှာခမဲတော်သားတော် national winning တော်အဲ့ဒီ3ပါးတဆူပဲလို့ကျမတို့ယုံတယ်ကျွန်တော်တို့ Sunday School ကိုဘယ်လိုတင်မလဲတလောကဆရာမကျန်းတာပါပြောလဲဆိုတော့3ပါးတဆူဆိုတာတင်ဖို့အရန်ခက်တယ်တဲ့နံပါတ်1ကဖျားဆိုတော့သူတို့မမြင်ရဘူးအဲ့ကြောင့်မလို့ဖျားဆိုတာသူတို့မမြင်ရတဲ့အတွက်အနည်းဆက်ဆုံးဘာတင်ရမလဲယေရှုဟာတားရဲ့သမီးရဲ့ best friend ဖြစ်တယ်ဆိုတဲ့ဟာနဲ့သူတို့မြင်နေရတဲ့တငယ်ချင်းနဲ့နှိုင်းယှဉ်ပြီးမှတင်ရတယ်ပြီးတော့ခုနတိရွက်ထဲမှာ shamrock ဆိုတဲ့အရွက်ရှိတယ်အဲ့ဒီရွက်ကအသေးပုံလေး3ခုပေါ့ပေါင်းထားတယ်ဒီမှာတော့မဆွဲထားမိဘူးအဲ့တော့အဲ့အရွက်က3ခုပေါင်းမှတိရွက်ထဲသဘောအဲ့လိုအရွက်ကလေးနဲ့ဒီအရွက်ကိုကြည့်လိုက်ဒီဘက်မှာအသေးပုံတစ်ခုဒီမှာတစ်ခုဒီမှာခုဒါရီလိုက်ရင်3ခုပေါ့ဒါမဲ့ဒါတိရွက်ထဲပဲဥပမာပေါ့နော်တစ်ခုခုပြပြီးမှထိတွေ့ကြိုက်ပဲမထိယူမနာမြူလေအေးဆိုငါ့ရမခါလုံကြည့်မှပဲသူတို့ကအားလုံးရတယ်ဥမာဒီဟာငါဆိုတာရေထဲမှာနေတယ်သူကစူးတောင်ရှိတယ်သူကဘလို့ကူးတယ်ကျမတို့ဘလောက်ပြုတ်သူမမြင်ရအောင်နိုင်ဘူးဘာဖြစ်လဲသူငါဆိုတာမှမသိတာအဲ့ကြောင့်ငါဆိုတာဒီမှာရောသူ့ငါပြရတယ်ကြိုင်ကြည့်အိုးချိုလေးပဲနမ်းကြည့်အိုးငါဆိုတာတလို့နာပါလားသူဒီလိုလက်တွေ့ပြီးတဲ့အချိန်ကျမှသူ့ရဲ့တည်ယူမှုတော့ကသူတရားရခိုင်လို့ရတယ်အဲ့လိုမဟုတ်ပဲနဲ့ပြောနေရင် तू ဘာမမြင်ရဘူး तू သိချင်တာတွေးနေမှာကိုလည်းပြောချင်တာပြောနေမှာအဲ့တော့ထိရောက်မှုမရှိဘူးပေါ့နော်အဲ့တော့အိမ်မှာကအမေတွေဖြစ်အဖေတွေဖြစ်မိဖို့ကြောင့်မှဘယ်မှာဖြစ်ကျမတို့ကလေးတွေကိုတင်လို့ရတယ်အများကြီးရှိတယ်။မဖြန်းချင်ဒီပဲမှာပဲကြရာဟောဒီပြေအယောင်တင်လို့ရတယ် shape တွေတင်လို့ရတယ်စကားပြောရင်းနဲ့ဟိုတင်ပေးတဲ့အမျိုးမဟုတ်ပဲနဲ့မချက်ချပြီးစကားပြောတာနဲ့ကျမတို့အများကြီးတင်ပေးလို့ရပါတယ်လို့ဒီနောက်တစ်ချက်ကကြတော့ pre-operational state ကကြတော့နည်းနည်းပိုတိတာအဲ့ဒီခုနရဲ့အထီးတွေ့အာယုံတွေကနေသူလွန်မြောက်လာပြီးဒါကသူနံပါတ်1ကလေးကဘာပြရမလဲ same and different တိတာ။ all grade ကဘုံငကြီးဘာအယောင်တူတယ်ဒီဟာနဲ့ဒီဟာနဲ့တူတယ်ဒါနဲ့မတူဘူးပေါ့နော်အဲ့ဒီကတိတယ်ပြီးတော့နောက်တော့အဲ့ကနေတစ်စင်းတစ်ပါ matching ဆိုတာကိုတိတာတယ် matching ဆိုတာက light pick ညီတဲ့ဟာကိုတိတယ်တိရွက်မြင်ရင်ဒီတိရွက်ကဘယ်ဟာလာတယ်တစ်ပင်နောက်ဆိုတော့တိရတယ်ဥမာတော့တိုက်စီအဖုံးဆိုရင်အဖုံးနေမြင်လိုက်ရင်ဒီအဖုံးကဘယ်ဟာလဲဆိုတော့သူတိတဲ့ဟာမျိုးပေါ့နော်အခြေခံပြီးတော့ sorting ဆိုတဲ့ဟာမျိုးပြောကြတော့အမျိုးအစားလိုက်အုပ်စုကြီးခွဲတဲ့ဟာမျိုးတွေသူတို့နားလေတာလေဒါကြောင့်ဆီယာမတွေကိုပြောတာမဟုတ်တော့ကျွန်မအသေးစိတ်အဲ့ဒါတွေကိုမပြောတော့ဘူးပြီးနောက်တစ်ခုကတိညာဆိုင်ရာဖွံ့ဖြိုးမှုမှာက cognition ဆိုတာရှိတယ်အဲ့ဒါကသူတို့ဖွံ့ဖြိုးမှုကဘာလဲဆိုတော့သူတို့ရဲ့စဉ်းစားမှုတွေသူတို့ရဲ့ idea တွေအဲ့ဒါတွေအားလုံးဖွံ့ဖြိုးလာတယ်ပြီးရင်ကျတော့ဘာသာစကားဖွံ့ဖြိုးလာတယ်အဲ့တော့ဘာသာစကားဖွံ့ဖြိုးလာတဲ့နေရာမှာနှစ်ခုရှိတယ်ဒီစာရွက်မှာလည်းကျွန်မအောက်ပိုင်းမှာတော့ရေးထားတယ်သူတို့ဒီလက်ခံတဲ့ဟာနဲ့ပေါ်ပြတဲ့ဟာဆိုရှိတယ်အဲ့တော့ receptive မှာပါလဲဆိုတော့ listening နဲ့ reading ဖြစ်တယ် expressive မှာ speaking နဲ့ writing ဖြစ်တယ်အဲ့တော့ကျမတို့ကိုပြန်စဉ်းစားကြည့်လိုက်ရင်ကျမတို့ရဲ့ language မှာကကျမတို့ကလက်ခံတာအရန်ဖွံ့ဖြိုးရမယ် expressive မှာကျမတို့သိလို့ဖွံ့ဖြိုးဘာလို့လဲဆိုတော့ပြောတာအကုန်လုံးနားလေတယ်ဖတ်ဆိုရင်ကျမတို့ဖတ်မှန်တယ်တကယ်တမ်းပြောဆိုရင်ကျမတို့ကပါဇက်နှီးသွားတယ်သွားတယ်ရေးဆိုရင်တေချာဖြောက်အောင်ရေးနိုင်မှာပေါ့ကျမတို့ကဒီဖွံ့ဖြိုးမှုအဆင့်မှာတေချာမလုပ်ခဲ့ရတဲ့ချိန်ကျတော့ language skill မှာကျမတို့ကနည်းနည်းနှိမ့်ကြတယ်ပေါ့ကလေးကျမတို့ကလေးတွေနဲ့စာနိုင်တယ်အဲ့တော့ကလေးတွေကဒီလေးခုစလုံးဖွံ့ဖြိုးဖို့အတွက်လိုအပ်တယ်ပြီးတော့နောက်တစ်ခုကကျတော့ social development အဲ့ဒါ social development ကအလုံးသိပြီးသားဆိုတော့ကျွန်မအခြေချက်မပြောတော့ဘူးပြီးတော့ emotional development ကိုကျွန်မပြောလို့ရတယ် emotional development ကအရင်အရေးကြီးတယ်အဲ့တော့စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှုဆိုရင်ကျွန်မတို့ကအရေးကြီးဘူးလို့ထင်တယ်မြင်ရတဲ့ဒီခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုကျွန်မတို့ပိုကြည့်တယ်ဟိုစိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှုဆိုရင်မမြင်ရတာဟိုစိတ်ထဲမှာဖြစ်နေတာဆိုတော့ကျွန်မတို့ကအဲ့ဒါကိုသိပြီးယူမဆိုင်ဘူးပေါ့နော်ဒါမဲ့အဲ့ဒါကကလေးတွေပိုပြီးမှအရေးကြီးတဲ့အပိုင်းဖြစ်တယ်အဲ့တော့ကလေးတွေရဲ့စိတ်လှုပ်ရှားမှုမှာ negative emotion နဲ့ positive emotion ရှိတယ်အဲ့တော့များသောအားဖြင့် negative emotion နဲ့ကြီးလာတဲ့ကလေးကသူ့ကိုမကောင်းဘူးကလေးဟာ positive emotion ဘာလို့လဲဆိုတော့ပျော်နေတယ်ကြီးနေတာဟာသူ့ရဲ့အုံနောက်ကပို့ပြီးတော့အလုပ်လုပ်တယ် cell တွေပို့ပြီးဆက်တယ်လို့ပြောတယ်ဘာလို့ကလေးကမွေးလာတယ်သူ့ရဲ့အုံနောက်ထဲမှာအကနေအားလုံးမှာအောက်ဆီဂျင်ဝင်သွားရအောင်အောက်ဆီဂျင်ဝင်တာနောက်ကျသွားရင်ကိုကလေးကမတန်ဆွမ်းကလေးဖြစ်သွားတယ်အဲ့တော့အုံနောက်ကအရင်အရေးကြီးတယ်အဲ့ကြောင့်လို့သူ့ရဲ့အုံနောက်ရဲ့ဆက်စပ်မှုကအရင်အရေးကြီးကြောင်းပျော်ပြီးမှရည်နေတဲ့ကလေးဟာသူ့ရဲ့အုံနောက်အရင်အလုပ်လုပ်နေရဆိုကလေးကိုကျွန်တော်တို့ကစိတ်တူအောင်စတယ်
ရှက်အောင်လုပ်တယ်အဲ့ဒါဟာ negative emotion ဖြစ်တယ်ဘယ်တော့မှမလုပ်ရဘူးကလေးကိုဘယ်တော့မှအဲ့လိုမလုပ်ရအောင်ကျမတို့ကစတာလေစိတ်တူအောင်လေစိတ်မတူအောင်လို့စတာကလေးကနဲ့ကောကလေးကစိတ်တူနေပြီကျမတို့အဲ့ဒါကိုရည်နေတာအဲ့ဒါအရန်ဆိုးရတဲ့အပြုမှုဖြစ်တယ်ကလေးရဲ့ negative emotion ဖွင့်ဖြိုးလာအောင်ကျမတို့ကပြောင်းပြန်လုပ်ပေးတာလည်းအရန်ဖြစ်တယ်ပေါ့အဲ့ဒါကကျမတို့မလုပ်သင့်တဲ့အရာဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျတော့ negative emotion မှာကဘာတွေရှိသေးလဲဆိုတော့ကိုလုပ်ချင်တဲ့အရာကိုမလုပ်ရကလေးတွေကစိတ်သက်ကြတတ်တယ်ပြီးတော့ကြောက်စိတ်တွေတို့ရှိလာတယ်ပြီးတော့စိတ်တူတယ်အဲ့ဒါတွေက negative emotion ဖြစ်တယ်ပြီးတော့မနာလိုတာလည်း negative emotion မှာပါတယ်အဲ့ဒီကလေး2ယောက်3ယောက်ဖြစ်လာရင်ကလေးအကြီးတွေကမနာလိုလာတယ်ပေါ့နော်အဲ့လိုမဖြစ်အောင်မိဘတွေကအယမ်းပူရတယ်အမေတယောက်နဲ့မနိုင်တော့အဲ့ဒီကျအဖေကအယမ်းပူပေးရတယ်အဲ့ကြမှာကလေးရဲ့စိတ်ကမနာလိုတဲ့စိတ်အယမ်းမဝင်လာဘူးပေါ့ကျမဆိုရင်တားနဲ့သမီး2ယောက်ရှင်ဘာလုပ်နှစ်ခုလုပ်ရတယ်ကြိုက်တာမကြိုက်တာမစူးစားနဲ့နှစ်ခုအဲ့ဒါဆိုရင်ပြီးရောနဲ့ဟောဘာဟောမြူမီအမိကောမြူမီပြင်မလားစိတ်မဝင်မိအောင်ကျမတို့ကကြိုတင်ပြီးမှကာကွယ်ရတာရှိတယ်ပြီးတော့ရှက်တယ်ကလေးကိုဘယ်တော့မှရှက်အောင်လုပ်ရအောင်အရှက်ဘယ်တော့မှမခွဲရအောင်အေးသူရှက်သွားပြီဟိုမှာကြည့်စမ်းသူရှက်နေပြီအဲ့ဒါက negative emotion ဖြစ်တယ်ဘယ်တော့မှအဲ့လိုမလုပ်ရအောင်အဲ့တော့ဒီ negative emotion တွေအမလို့ကိုကလေးကအရန်စိတ်တူနေပြီခုသူစိတ်ဖြစ်စည်းနေပြီဆိုရင်ဘာလို့ပြောက်အောင်လုပ်ပေးရလဲလမ်းပေါ်ဖက်ရှောက်တဲ့ဟာမျိုးတွေရေကစားခိုင်းတဲ့ဟာတွေပကြီးဆွဲခိုင်းတဲ့ဟာမျိုးတွေတို့ပါကျမဒီအကြောင်းကိုဆရာမတွေကိုကျမတခါဝေမျှဘူးတယ်ကျမတို့အကြောင်းမှာကလေးတယောက်ပကြီးဆွဲနေသူပကြီးဆွဲတော့ကျမတို့ဆရာမတွေဆိုတာဘေးမှာရပ်ပြီးကြည့်တော့ပဲဘာမှပြောလို့မရဘူးကိုလာဆွဲလိုက်လေဒီဟာဆွဲလိုက်လို့ပြောလို့မရဘူးသူကသူဆွဲနေအဲ့တော့ကလေးတယောက်ကဆွဲနေရင်လည်းသူကအရင်ငယ်သေးတဲ့ peaceful တဲ့စာမရေးတတ်တော့ညတာမှုရှိရမယ်ချီးမွမ်းခြင်းစုပေးခြင်းရှိရမယ်ပြီးရင်ဓာတ်ပေးခြင်းဆိုတာရှိရတယ်အဲ့တော့ကျမတို့အိမ်မှာဘာစီကထားတယ်လဲကိုယ့်ကိုပြန်စတကယ်တော့ဒီက workshop ဆိုရင်တော့မိဘနဲ့ကျမအပြန်အလှန်ပြောရမှာပေါ့နော်ကိုအပြန်အလှန်ပြောနေဖို့အချိန်လည်းမရှိဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်တယ်ပေါ့နော်ကျမအိမ်မှာတာသမီးတွေကိုကျွန်တော်ဘယ်လိုစီကံထားတယ်ဆိုတော့အမဘာစီကံမှမထားဘူးဆိုရင်တော့ထားဖို့လိုအပ်ပါလိမ့်မယ်လို့ဘာလို့လဲဆိုဒီနိုင်ငံကဘယ်နေရာဖြစ်ဖြစ်လောနဲ့ပဲရှိတယ်နော်အဲ့လိုကြတော့စီကံဆိုတာမရှိမလွယ်ဘူးပေါ့နော်အဲ့တော့တခါတလေကြတော့ဒီနိုင်ငံရဲ့ need ချွာရှိတယ် public school ရဲ့ rule ကကိုယ်ကလေးကိုမပိုင်ဘူး state law ကပိုင်တယ်အဲ့တော့ကလေးတွေကိုလည်းသူတို့အဲ့လိုပဲတင်ထားတယ်ဘယ်တော့တွေရမင်းတို့ကိုဘလို့ကာကွယ်ထားတယ်ဆိုပြီးမှ state law ကကလေးကိုပိုင်တယ်ဒါပေမဲ့များသောအဖြစ် Christian school တွေကကလေးကိုမိဘကပိုင်တယ်အဲ့လိုကမတူဘူးပေါ့ဒါပေမဲ့အများကြီး Christian school တွေကအများကြီးလည်းမရှိဘူးဆိုတဲ့အချိန်ကျတော့ကလေးနဲ့ပတ်သက်တာအားလုံးကဖြစ်လာတယ်မိဘအိမ်မှာလည်းတည်ငြိမ်တဲ့အပြုတ်မှုသူ့စီမှာရှိတယ်ဘယ်သူနဲ့မဆိုသူကလွဲအခုသူကစကားပြောနိုင်တယ်ဆက်ဆံနိုင်တယ်အဲ့ဒါကတည်ငြိမ်မှုရှိတယ်ဟန်ချက်ညီတဲ့အသက်အရွယ်ပေါ့နောက်တစ်ခါဟန်ချက်မညီတဲ့အသက်အရွယ်ပါလဲဆိုတော့မတည်ငြိမ်မှုအဲ့ဒီအချိန်မှာအရေးအချင်းမတည်ငြိမ်မှုဆိုပေမဲ့အဲ့ဒီကလေးတွေအရင်မတည်မငြိမ်နဲ့အရင်ဆိုးသွမ်းကြည်ကြနေတာကပါလဲဆိုတော့အရေးအချင်းအသက်စွမ်းရည်အသက်တွေကိုသူစပြီးတည်ယူနေတာဖြစ်တယ်အဲ့တော့အရန်ကြည်ကြတာကိုအပြစ်တင်လို့ရအောင်သူအစ်စ်ကိုတင်ဖို့အတွက်စပြီးမှသူပြင်ဆင်နေတယ်စပြီးမှဖြစ်လာခြင်းကသူ့စိတ်ကိုသူလည်းနားမလည်ဘူးချင်းအဲ့တော့ကိုနဲ့လည်းအဆင်မပြေဘူးမိဘနဲ့လည်းအဆင်မပြေဘူးပတ်ဝန်းကျင်နဲ့လည်းအဆင်မပြေဘူးတကယ်ချင်းတွေနဲ့လည်းခါလေးအဆင်မပြေတော့ဘူးနော်ကလေးတွေကကဘာကြီးနဲ့ပတ်ဝန်းကျင်နဲ့တဟဇာတာမဖြစ်နေဘူးအဲ့တော့စိုးရိမ်စိတ်တွေလည်းရှိလာတယ်စိတ်ဓာတ်တွေလည်းကျလာတယ်ကိုယုံကြည်မှုလည်းလုံးဝမရှိဘူးအဲ့ဒီချင်းပြီးဒီချိန်ကျတော့အပြုတ်မှုကအရန်ကိုသူက struggle ဖြစ်ရတယ်ကလေးတွေအဲ့ဒီချိန်မှာပြီးတော့ကင်တွယ်ဖို့အရန်ခက်ခဲတယ်အဲ့ဒီအရွယ်အရန်တော့တင်ဖို့ခက်ခဲတယ်ပေါ့နော်အဲ့တော့ဒီပြုတ်မှုပြောင်းလဲကခုနပြောသလိုမွေးစားကနေ18နှစ်ရှိတယ်ဆိုတော့ကျမဒီမှာ graph လေးဒီမနေ့ကမွန်းဆာမိုင်းဆွဲခိုင်းတော့မင်းနည်းမကြီးများဖြစ်နေဒီ graph လေးကိုချက်ကြည့်မယ်ဆိုတာ18လမှာဆိုရင်ကနေ2နှစ်ကျမတို့2နှစ်ဆိုရင်ကျမတို့ terrible 2လို့ပြောတယ်တကယ်တမ်းကျတော့တဲ့ကလေးက2နှစ်အရွယ်မှာသူက equilibrium မှာရှိတယ်ဒါဟာသူဟန်ချက်ညီတဲ့အရွယ်ဒါပေမဲ့2နှစ်လဲကြော်လာပြီး2နှစ်ခွဲရောက်လာတော့အယံကိုကြီးကြပြီအဲ့ဒီအချိန်မှာဆိုးချက်ကတော့ကောင်းကိုပုံပြီဆိုအဲ့ဒီရွယ်ပဲဒါပေမဲ့အဲ့ဒီရွယ်ပါလေသူနောက်ထပ်အသစ်ဆိုတာတက်လာဖို့အတွက်အပြောင်းအလဲကာလလို့ပြောလို့ရတယ်အဲ့ဒီအပြောင်းလဲကာလလေးကိုကိုကသိရမယ်အဲ့ဒါနေ3နှစ်ဆိုရင်ကောင်းလာပြီ3နှစ်ခွဲဆိုရင်ခုနလိုပြန်ကြသွားတယ်အဲ့ဆိုရင်ပညာရှင်တွေကပြောတယ်ကလေးတွေရဲ့ဒီအပြောင်းအလဲဟာ6လတစ်ကြိမ်ရှိနိုင်တယ်တဲ့ဘယ်အနည်းကြည့်တယ်ဟိုး10နှစ်17နှစ်ဟို19နှစ်18နှစ်အထိတချို့ကရှိတတ်တယ်လို့ပြောတယ်
အဲ့တော့ဒီ graph လေးကိုကြည့်ချင်းအပြင်ကိုယ်ကလေးကဘယ်အသက်အရွယ်မှာရှိတယ်လဲအဲ့တော့သူ့ရဲ့အသက်အရွယ်လေးသူဟာ base အခြေအနေမှာလဲဆိုတော့သိထားရမယ်။အော်ငါသားသမီးကဘယ်အခြေမှာလဲအဲ့ဆိုငါသူ့ကိုဘယ်လိုသူသိရမလဲဆိုတော့သိရတယ်ပေါ့နော်။မိဘတွေအနေနဲ့သိထားရမှာကဒီအပြောင်းအလဲမှာကိုယ်ကလေးနဲ့လေကိုကြည့်ဖြစ်ချင်မှဖြစ်မယ်။ဒါသူတို့ research လုပ်ထားတယ်ဆိုတာကရေပူရကြည့်ထားတာမလို့ပေါ့နော်။ဒီကလေးကပုံနှစ်ဆိုရင်ငါကလေးကဒီလိုကိုဖြစ်ရမယ်လို့အတိအကျတော့တွက်လို့မရဘူးပေါ့နော်။ဒါပေမဲ့ကိုယ်ကလေးရဲ့ပြောင်းလဲတဲ့ဒီအခြေအနေကိုတော့ကိုကအကဲခတ်ပြီးမှသူဟာတည်ငြိမ်တဲ့အရွယ်မှာလားဒါမှမဟုတ်ရင်မတည်ငြိမ်တဲ့အနေအမှာလားဆိုတော့ကိုကနားလည်ပေးရမယ်အဲ့တော့ဒီမှာကြည့်ချင်းအဖြစ်3နှစ်5နှစ်9နှစ်မကနန်းတွေကကလေးတွေကအပြုတ်မှုပြောင်းလဲတဲ့သူကပြောင်းလဲတဲ့အရွယ်ဖြစ်တယ်ပြီးတော့2နှစ်4နှစ်6နှစ်ဆိုတဲ့ဒီစုံကနန်းအရွယ်တွေကကျတော့ပို့ပြီးမှတက်ကြွတဲ့အကောင်းမြင်တဲ့အပြုတ်သဘောကိုဆောင်ရတာဖြစ်တယ်အခုဒီနေ့ကျမသားကြည့်မယ်ဆို73နှစ်ဆိုရင်သူက disequilibrium ပေါ့သူ့ရဲ့အပြုတ်မှုအစ်ကိုပြောင်းလဲတဲ့အရွယ်ဖြစ်တယ်ဒါမှခိုင်ကြရင်ကျမကဂတိမထားမိလိုက်တဲ့ချိန်ကျတော့ဘာဖြစ်လဲဆိုတော့ငါ့ကိုမင်းကတင်တက်လုပ်နေတာမင်းကောင်ရွေ့ပြီးမှတလို့လုပ်နေတာမင်းကောင်စိတ်တော်အောင်လုပ်နေတာတကယ်တော့သူကိုလုပ်နေတာမဟုတ်ဘူးသူ့ဘာသူဖြစ်နေတယ်အပြောင်းလဲကိုကျမတို့သိရမယ်ခိုင်ကြမိဘတွေကဘာဖြစ်လဲဆိုတော့ကိုရွေ့ပြီးမှဒီကောင်လုပ်နေတယ်လို့စိတ်ထဲမှာထင်လာအဲ့တော့ဒီအပြောင်းလဲကိုကျမတို့ကနားလည်ဖို့လိုအပ်တယ်အဲ့ချိန်သူဟာအပြောင်းလဲအရွယ်ကိုရောက်နေတယ်အဲ့ချိန်တော့ဒီဟာလုံမြောက်သွားတယ်တည်ငြိမ်တဲ့အရွယ်ပြန်ရောက်လာမယ်ပေါ့နော်ကျမတို့ကဒီဟာကို control မလုပ်နိုင်တဲ့ချိန်မှာကြီးတဲ့အထိလည်းမတည်ငြိမ်တော့ဘူးကမတွေဖြစ်တာတတ်တယ်ပေါ့နော်အဲ့ချိန်ကျတော့ဒီအခြေအနေမှာမိဘကကလေးကိုလုံးဝအပြစ်မတင်ဘူးလိုအပ်တယ်ဒါကိုကျွမ်းကျင်ဆိုတာကျမတို့ကြိုင်ွယ်ပြီးမှဖြည့်ရှင်းနိုင်ရမယ်ဒီအပြုတ်မှုပြောင်းလဲတာဟာတမင်တက်ကိုရွေ့နေတာမဟုတ်ဘူးရည်ရွယ်ချက်ရှိ you did it in purpose ကစနေငါလည်းပေါ်ချက်ပေါ့တမင်တက်ရည်ရွယ်ချက်နဲ့ကလေးဟာဘာမှမလုပ်ခုနပြောတဲ့အပြောင်းအလဲကြားထဲမှာသူဖြစ်နေတယ်ကိုနဲ့ပဲမဟုတ်ဘူးသူ့ကိုယ်တော်အဆင်မပြေဘူးအဲ့ဒီအချိန်မှာကလေးကအဲ့တော့ဒီအသက်အရွယ်လေးမှာကိုယ်ကလေးကဘယ်အခြေအနေမှာရှိနေလဲဆိုတော့ကျမတို့မိဘတွေကသိထားဖို့လိုတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကတော့ကလေးရဲ့ပင်ကိုစီရိုက်နဲ့ပင်ကိုအရေးအချင်းလေးကိုကျမပြောလို့တယ်အဲ့တော့မိဘတိုင်းကကိုယ်ကလေးရဲ့ပင်ကိုစီရိုက်နဲ့ပင်ကိုအရေးချင်းကိုသိထားဖို့လိုတယ်အဲ့တော့ကလေးကဘယ်နေရောက်ပဲငွေကြောက်နေကြောက်နေမတူဘူးပေါ့နော်အရေးချင်းတွေကလည်းမတူဘူးဆိုတော့ဘာလို့လဲဆိုတော့ဒီပင်ကိုအရေးချင်းကသူ့ရဲ့ personal life ဖြစ်သွားတယ်အဲ့တော့ကိုယ်ကလေးကပင်ကိုအရေးချင်းနဲ့ပတ်သက်ပြီးမှပညာရှင်တွေကနှစ်ပေါင်း35နှစ်ကြာသူ research လုပ်တယ်တဲ့ကလေးတွေအများကြီးကိုအဲ့မှာသူတို့တွေ့ရှိချက်အားလုံးကိုကြည့်မယ်ဆိုရင်ကျမတို့ဒီအောက်မှာကျမပြန်ရေးထားပါတယ်လို့အဲ့ဒါကကိုယ်ကလေးကနံပါတ်1အနေနဲ့ intensive ပေါ့အလုံးပြင်းပြတဲ့ပြင်းထန်တဲ့စိတ်ကရှိသလားဆိုတဲ့ဟာကိုကျမတို့ပြင်ကြည့်ရအောင်ပေါ့အဲ့တော့ဘာလဲဆိုတော့ကလေးကဥမာအရန်ပျော်တယ်သူပျော်တယ်ဆိုရင်သူပျော်တဲ့ဟာကိုပြင်းပြင်းထန်ထန်သူပေါ်ပြသလားသူငိုပြီးဆိုလဲသူငိုတဲ့အကြောင်းကိုပြင်းပြင်းထန်ထန်ကြီးသူငိုသလားဆိုတဲ့ဟာကြည့်ရတယ်ဒါမှမဟုတ်လဲသူဟာတရုပ်ပြပေါ့နော်အဖြူတွေကတော့ဒါ drama လို့ပြောတယ်တချို့ကလေးတွေအရန် drama လုပ်တယ်ကျမကျောင်းမှာကလေးတယောက်ရှိတယ်သူကအမဲလေးချစ်လို့ချစ်စရာလေးဒါပေမဲ့သူကအရန် drama ဘလောက်ထိ drama လဲဆိုတော့တည့်ရကျတော့လေးမျက်နှာလေးညှိုးပြီးမှအဲ့တော့မကစားပဲနဲ့ထိုင်တယ်ဘာဖြစ်တာလဲဆိုတော့ငါအဖေဖုန်းတော့ဘိုးတယ်သူမြတ်ဆေးရုံမှာတဲ့ဖွင့်လိုက်ပြီးမှထားပြီးတဲ့စိတ်မကောင်းဘူးပေါ့နော်အဲ့ဒါဟာဆရာအမိုက်ဆရာမလေးဆူတောင်းပေးပေါ့နော်နောက်နေ့ကျတော့မေးတယ်အဖေဘယ်လိုလဲဆိုတော့တည်သွားပြီတဲ့အဲ့တော့အရင်ကစိတ်မကောင်းပြီးတော့ဆူတောင်းနေတယ်ဆရာမလည်းအော်မင်းအဖေနဲ့တူတူပျော်ခဲ့တဲ့အကြောင်းအရာလေးကိုမင်းစဉ်းစားပေါ့နော်အဲ့လိုလေးပျော်ရခဏလေးကြောင်းစရာမျိုးပြလာကြည့်အဲ့ကျတော့ဆရာမအရင်ကစိတ်ပျော်တယ်ဒါ drama လုပ်နေတာလေသူကျမတို့ကမသိဘူးတကယ်ထင်နေတာခဏလေးဆိုတော့ပြောနောက်ပိုင်းမှသူသိတယ်သူကတကယ် drama သမားဆလန်တခုလို့ပြောနေတယ်သူဦးလေးနဲ့သူနဲ့ပေါ်တဲ့ချိန်မှာဇိုးတွေကဘလို့လာတာတမန်နဲ့ဘလို့ပြလိုက်တာပေါ့အရင်တော့ဆိုကျမတို့ယုံမယ်နောက်ပိုင်းတော့သိတော့လေသူ drama လုပ်နေတယ်ဆိုတာဒါမဲ့ကျောင်းက drama class မှာတော့ဆုံးမယ်တော့သူရဲ့အရင်အချင်းတစ်ခုပေါ်တော့အဲ့ဒါမဲ့ပုတ်ကလေးကသူ့ရဲ့ခံစားချက်ကိုတကယ်ခံစားနေလား drama လုပ်နေလားဒါမှမဟုတ်လဲအပေါ်ရံပဲဖြစ်သလားဆိုတော့ကျမတို့သိရအောင်ပေါ့သိရမယ်ကျမ cousin တယောက်ဆိုရင်အဲ့လိုပဲသမီးစားရတယ်လေကျမတခါပြောတယ်ဒီလိုလေးကောက်မှာဒီလိုလေးချာဒီလိုလေးထားမှာပါအကြာကြီးစားလို့မကောင်းဘူးလားဆိုလဲကောင်းတာလေအဲ့လိုမျိုးအရာဖြည်းဖြည်းလေးနဲ့ရည်စရာပြောလို့ကျမတို့ကခွတ်ထုတ်ခလိုက်နေတယ်ပါပြီးတော့လေအဲ့လိုပေါ့နော်သူရဲ့စိတ်ခံစားမှုဘယ်လိုဖြစ်ကြတယ်လဲပေါ့နော်အဲ့လိုမျိုးကိုယ်ကလေးကိုစဉ်းစားကြည့်တယ်ပေါ့နော်မလို့လူငယ်တွေဆိုလဲကိုယ်စဉ်းစားကြည့်မယ်နော်ငါဘယ်လိုအထဲမှာလဲဆိုတော့ပေါ့နော်ပြီးနောက်တစ်ခါမှလဲဆိုတော့
activity level လို့ပြောတယ်အဲ့ဒါကကိုယ်ကလေးကငင်ကလေးထိုင်ပြီးလုပ်ချင်လားဒါမှမဟုတ်ရင်အများကြီးချွတ်ထွက်ပြီးမှဆော့နေတဲ့ဟာမျိုးလိုချင်လားဆိုတော့သိရတယ်။အဲ့မှာကျွန်မသမီးဆိုရင် तू ဘာလို့ gross model မဖြစ်ဖြစ်တယ်လဲ။ तू မွေးစားကနေမှကျွန်မ तू ကြည့်လိုက်တယ် तू ကြည့်တာ तू ဘယ်တော့အဲ့လိုမျိုးတော့မစားဘူး။ तू ကြိုက်တယ်။ကျောင်းကနေပြန်လာရင် तू ပဲအိတ်ချတယ်။သူ့ရဲ့စပွဲမှာလေကိုကိုမိရှက်လာတာအဲ့မှာလေကိုကလွယ်ပြီးဘာမှမဆော့။လေကိုဆော့တယ်ပြီးလို့မိခိမိ तू အဲ့ဒါပဲခိုင်ပြီး तू ဆော့တယ်။ပြီး तू စာဖတ်တယ်ပြီးရင်ရေးလိုက်တဲ့ပုံကြီးရေးလိုက်တဲ့ diary တစ်ခုပြီးတစ်ခုအုပ်လိုက်ရှိတယ်။ဇလန်းနေစင်ပြီးမှသူရေးထားတယ်။ဒီခိုင်ကြရင်ဟိုမျိုးလေ mystery တွေတော့မှရေးလိုက်ပြီးတယ်။သူကအဲ့ဒါတွေဖတ်တော့တယ်။ तू ကအဲ့လိုငြိမ်လေးပဲထိုင်ရတော့ခုနပြောသလိုသူ့ရဲ့တစ်ခု week ကဘာဖြစ်သွားလဲဆိုတော့ तू gross model မဖွင့်ဖြိုးတော့ဘူးနော်။အဲ့တော့ကလေးကဘယ်ညီရ။အဲ့တော့ကိုယ်ကလေးကဘယ်ထဲမှာပါလဲ။အရန်ကို active ဖြစ်တဲ့နေရာမှာပါချင်လား။ငြိမ်လေးမှာပါချင်လား။ကိုစဉ်းစားကြည့်ဒီမှာကိုကလေးကအရန်ဆော့ချင်နေဆိုရင်သူ့ကိုငြိမ်တဲ့ဟာမျိုးကစားတာအောင်ကျွန်တော်တို့ train ရအောင်။ဒါပေမဲ့ကိုကလေးကအရန်ငြိမ်တာမျိုးပဲလုပ်ချင်တော့သူ့ကို active ဖြစ်တဲ့ဟာမျိုးကိုကျွန်တော်တို့ခေါ်လို့ရအောင်။အဲ့ဒီတစ်ခု balance ပြရမယ်။ခုကျွန်မတတိယတော့ balance ပဲဖြစ်ဘူးနော်။အဲ့ဒါကိုကျွန်မပြောကျွန်မအရန် perfect ဖြစ်လို့ပြောတာမဟုတ်ဘူးလို့ပြောပြချင်တယ်။ကျွန်မစီမလည်းအားနေချက်ရှိတယ်။ကျွန်မသိနေတဲ့ဒီအကြောင်းအရာတွေကျွန်မအားလုံးမလိုက်နိုင်တာရှိတယ်။အဲ့ကျွန်မတို့အားလုံးအတူတူကစူးစမ်းဖို့ကျွန်မပြောချင်တာဖြစ်ပါတယ်လို့။အဲ့နောက်တစ်ခုကပါလဲဆိုတော့ကလေးကပုံမှန်ဖြစ်တယ်ပေါ့နော်။စားချိန်အောက်ချိန်အိတ်ချိန်ဥပမာကျမသားဆိုအရန်ပုံမှန်ဖြစ်တယ်။ तू ကျမစားရမယ့်ချိန် तू အိပ်ရမယ့်ချိန်အခုဒီမနေ့ तू ဒီမှာ6နာရီလာရမယ်9နာရီ तू အလာနဲ့ तू ထားတယ် तू ယူခဲ့ရမယ့်ပစ္စည်းအားလုံး तू ဟာ तू လုပ်တယ်။ तू ဟာ तू ရေချိုးအားလုံး तू ဟာ तू ပစ္စည်းတယ်ကျမသမီးပေါ့လို့ရုပ်ကဘာမှမဖြစ်အဲ့လိုဘာလို့ပါလဲတဘောက तू ကကြတော့အငယ်လေးဖြစ်တယ်စိတ်ကြတော့ तू ရဲ့စားချိန်ကလည်းမမှန်ဘူးကျမတို့သမီးစားတဲ့ချိန် तू ကိုခေါ်ကြည့် तू ဘာမှမစားဘူးဘာလို့လဲဆိုကျမကမှန်းလို့မရဘူးသူပဲချင်းပိုက်စားတယ်ခဏနေကျမတို့အိတ်ခဏီးပြီးစုတောင်းပြီးဆိုတော့ကိုစီစားဟာအိတ်ခဏီးပြီးဆိုရင်သူပိုက်စားအဲ့လိုမျိုးပေါ့သူ့ရဲ့အိတ်ချင်းသူ့ရဲ့စားချင်းပုံမှန်ရှိအဲ့တော့ကလေးကတယောက်နဲ့တယောက်နဲ့မတူဘူးပေါ့နော်အဲ့ဒါလေးကိုကျမတို့ကသိရတယ်အဲ့တော့အိတ်ချင်းစားချင်းမတူတဲ့ဟာကြတော့list ကတော့မိသားစုနဲ့အတူတူတော့စားတာကျွန်တော်တို့လုပ်ပြရမယ်တင်ပြရမှာဖြစ်တယ်ပြီးတော့နောက်တစ်ခါကျတော့စိတ်နေစိတ်ထားသူ့ရဲ့အရေးချင်းဖြစ်တယ်အဲ့ဒီချိန်ကျတော့ကလေးကကျမဒီအကြောင်းကိုပတ်သက်ပြီးမှဟိုဗီဒီယိုလေးတစ်ခုနဲ့ကျမစကားတစ်ခုနဲ့ကျမအရှိကြီးပြောပြီးပြီဆိုတော့ဒီကောင်မပြောတော့ဘူးဒီလိုလေးပဲပြောမယ်ကျမ inside out ဆိုတဲ့စကားလေးနဲ့ကျမပြောမှုတယ်ကျမတို့ရဲ့စိတ်ထဲမှာပျော်တဲ့စိတ်ရှိတယ်စိတ်တူတဲ့စိတ်ရှိတယ်မနာလိုတဲ့စိတ်ရှိတယ်ကြောက်တဲ့စိတ်ရှိတယ်အများကြီးရှိတယ်အဲ့ဒီမှာကိုယ်ကလေးကိုဘယ်စိတ်ကလွှမ်းမိုးတယ်ဆိုတော့သိရမယ်အဲ့တော့ဘယ်စိတ်နဲ့သူဘယ်စိတ်ကသူ့ကိုမောင်းတင်နေလဲဆိုတော့ကိုလုံးမသိရမယ်အဲ့ဒါမသိရင်အဆင်မပြေဘူးကလေးကဟာစာသားမဖြစ်တော့အဲ့ချိန်ကျတော့ဥမာကိုကလေးကပျော်ပျော်နေတတ်တဲ့ကလေးဆိုရင်ပြက်တာအရန်နေအဲ့တော့ကိုကလေးပင်ကိုကလေးကစိတ်တူတတ်တယ်ဆိုရင်တော့ဒါကျမတို့မိဘတွေကင်တွယ်ရမယ့်ကိစ္စဖြစ်တယ်ဘာလို့ဆိုကျမတို့ကိုယ်တိုင်ကဒီလိုမျိုးမသိခဲ့ရဆိုငိုက်ကိုက်ပွက်ကြရရောဆိုမှအရန်ကုန်ယူနေတာလေအဲ့ဒါကိုယူစရာမဟုတ်ဘူးအဲ့ကိုက်ပွက်ကြရရောငါကဆိုတဲ့ဟာကိုကျမတို့က manage လုပ်နေရတယ်ကျမတို့ကိုယ့်ကိုယ်တော့ manage လုပ်နိုင်လို့ဆိုကျမတို့ကလေးတွေကျမတို့ဘယ်လို manage လုပ်မလဲအဲ့တော့ကိုယ့်ကလေးကိုဘယ်စိတ်ကအဓိက promote နေတယ်ဆိုတာကျမတို့သိအောင်လုပ်ရမယ်ပြီးတော့နောက်တစ်ချက်ကကျတော့ emotional sensitivity ကကျတော့စိတ်လှုပ်ရှားမှုကိုတုံ့ပြန်နိုင်တယ်အဲ့တော့ကလေးကသူ့ရဲ့စိတ်လှုပ်ရှားမှုကိုတုံ့ပြန်နိုင်လားသူ့ရဲ့ခံစားချက်ကိုပြင်းပြင်းထန်ထန်ဖော်ပြသလားမဖော်ပြဘူးမှငိုတဲ့ကလေးဆိုအရန်ငိုပြီးမှတလင်းကောက်ပြီးဖြစ်မှာပလောက်ချိုလဲမသိအဲ့မှာငိုကြိုးရှိပြီးမှငိုနေရှိတယ်ပြီးချင်ကြတော့တချို့ကြတော့ဒီအရွယ်မှာခံစားချက်ကပူပြောင်းတတ်တဲ့အရွယ်ဖြစ်နေချင်တယ်ကိုကလေးကဥမာသူများပျော်နေရင်သူပျော်သလားအဲ့ဒါကျွန်တော်တို့သိရမယ်မရှာနေခဲ့ပြောတော့ဒီနာငါတော့ကြောက်တယ်မဟုတ်တော့အဲ့ဒီတော့ကိုဆက်ရဘုရားသူများဝမ်းနေနေတယ်တနာဆက်ဖြစ်တယ်ဆိုတနာဆက်ကောင်းတယ်ဝမ်းနေတယ်ဆိုလည်းခံစားရတယ်အဲ့ဒီစကကိုကလေးစမှလည်းကိုဆက်ရတယ်တဘောမှာဝမ်းနေစရာကောင်းတဲ့ဇလန်ကလေးလေးပြောပြတာတော့ကြည့်ခိုင်းတာမျိုးဆိုလည်းသူဝမ်းနေတာမျိုးသိရမယ်ပျော်စရာရည်စရာနဲ့သူပျော်ရမယ်ကြီးရမယ်ဒါပေမဲ့အပြည့်အထဟုတ်သလားအပြည့်အထမဟုတ်ဘူးလားဆိုတဲ့နှစ်ခုကိုကိုကသိချာသိဖို့လိုတယ်တချို့ကလေးတွေကကျတော့ထုံပြပြနဲ့သူများခံစားချက်ကိုလည်းဘီလုံးစိတ်သူများပျော်နေလဲကိုလည်းမဆိုင်ဘူးနဲ့အေးကိုကကြောက်တဲ့စကားတွေပြောကြောက်တဲ့လားတွေရှောက်မှအဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်ဒီနောက်တစ်ချက်ကပါလဲဆိုတော့
sensory ဖြစ်တဲ့အထီးတွေ့အာယုံကိုတုံ့ပြန်နေတယ်အဲ့တော့ဒီအာယုံ၅ပါးအကြအမြင်အနှံ့အရကအထီးတွေ့အဲ့ဒါ၅ပါးနဲ့ထိတွေ့ခြင်းဘယ်လိုတုံ့ပြန်လဲတဲ့အဲ့ဒါအရေးကြီးတယ်ဥပမာပြောမယ်ဆိုရင်ကိုတစ်ခုစားလိုက်တယ်နော်ကိုမစားဘူးတဲ့မစားဘူးတဲ့အခါခံစားလိုက်ရင်ဘယ်လိုတုံ့ပြန်လဲအခါလေး going to be you it's not just လို့ပြောလာတာမှမဟုတ်ရင်ဒါကတော့ကျွန်တော်မကြိုက်ဘူးကျွန်မမကြိုက်ဘူးလို့ပဲပုံဖန်ပြောသလားပေါ့နော်တစ်ခုဒီ sense ကိုရတဲ့ချိန်သူဘယ်လိုတုံ့ပြန်လဲဆိုတဲ့ဟာကလေးမှာဒါအရေးကြီးတဲ့အပိုင်းဖြစ်တယ်ပြီးတော့သူ့ရဲ့တုံ့ပြန်မှုဟာ positive လား negative လားဆိုတော့ကိုကမိဘဖြစ်တဲ့ကြောင့်သိထားရမယ်အဲ့ဒါကြောင့်မှကိုကလေးကိုသိချပြီးလမ်းကြောင်းပြလို့ရတယ်ပြီးတော့နောက်တစ်ခုကအလိုက်တင်ပြောင်းလဲနိုင်လို့ရှိဖြစ်ပါတယ်အဲ့တော့တချို့ကလေးတွေကအလိုက်တင်ပြောင်းလဲနိုင်မှုတိတ်မရှိဘူးအဲ့ဒါကိုတိတ်လက်မခံနိုင်ဘူးအပြောင်းအလဲကိုလက်မခံနိုင်ဘူးတချို့ကလေးကတော့လွယ်နဲ့လက်ခံနိုင်တယ်ပေါ့အဲ့ဒီကြတော့ဥမာအင်ပြောင်းရတယ်ကြောင်းပြောင်းရတယ် state ပြောင်းရတယ်အခု state ပြောင်းရတဲ့လူတွေရှိလို့ပေါ့နော်ဒါပေမဲ့အဲ့လိုအပြောင်းအလဲတွေကြားမှာကိုကလေးကအဲ့ဒီအပြောင်းအလဲကိုခံနိုင်လို့ရှိတဲ့ကလေးတွေရှိတယ်ခံနိုင်ရရှိတဲ့ကလေးတွေရှိတယ်အဲ့တော့ဒီလိုတွေ့ကြုံရတဲ့ဒီအပြောင်းအလဲကိုသူ့ကိုယ်တိုင်ဘယ်လိုကြိုက်တွေ့ဖြည့်ရှင်းလဲဆိုတာကိုကျွန်တော်တို့သိရအဲ့တော့သူကိုယ်တိုင်ကြိုက်တွေ့ပြီးမဖြည့်ရှင်းနိုင်တဲ့အရာကိုတော့ကျွန်တော်တို့မိဘတွေကနေမှချိုးတင်ဖြည့်ရှင်းပြီးမှဖြည့်ရှင်းပေးရမယ်ပြီးတော့နောက်တစ်ခုကကျတော့ပတ်ဝန်းကျင်အစ်လူအစ်နေရာအစ်ကိုရောက်တဲ့အချိန်မှာလူစိမ့်နေနဲ့တွေ့တဲ့အချိန်မှာသူဘယ်လိုဆက်ဆံလဲသူဘယ်လိုချင်းကပ်တယ်ဆိုတာသိရမယ်လူစိမ့်နေကြောက်တယ်လို့ဖြစ်တယ်စကားမပြောရဲတယ်လို့ဖြစ်သလားဒါမှမဟုတ်ရင်သူရင်းရင်းပေါ့သူ့ကိုသူစကားပြောနိုင်သလားဆိုတဲ့ဟာလည်းကျွန်တော်တို့သိရမယ်ပြီးနောက်တစ်ခုကအာယုံပြောင်းနိုင်တယ်တချို့ကလေးတွေကအာယုံပြောင်းဖို့လွယ်တယ်ဒါပေမဲ့တချို့ကလေးတွေကအာယုံပြောင်းနိုင်တယ်သူတခုခုလုပ်နေတဲ့အချိန်မှာကစားနေတဲ့အချိန်မှာဒါလေးကူလုပ်ပေးပါဦးဆိုရင်ဒါအရင်လုပ်မယ်ဆိုတော့ပါပေါ့အေးဒါအင်္ဂါလုပ်ရမယ်ဆိုရင်အာယုံချက်ချင်းမပြောင်းနိုင်ဘူးသူလုပ်နေတဲ့နေရာမှာပဲသူပုံမှန်လုပ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့သိရမယ်ပြီးနောက်ဆုံးနံပါတ်30ကပါလဲဆိုဇွဲရှိသလားတဲ့အဲ့တော့ကိုကလေးကဇွဲရှိတဲ့ကလေးလားဇွဲမရှိတဲ့ကလေးလားဆိုတော့ကိုကသိဖို့လိုအပ်တယ်တခုခုကပြောလိုက်ရင်ဘယ်လိုတုံ့ပြန်လဲသူလိုချင်တာသူဖြစ်ချင်တာကိုအလွယ်ကူလက်လျှော့သလားဒါမှမဟုတ်လဲဘာမှတော့မစူးစမ်းရပေးမလဲလွယ်ကူလက်လျှော့သွားသလားဆိုတော့ကိုယ့်ရဲ့ကလေးရဲ့ဒီတဘာဝပေါ့နော်သူရဲ့ပင်ကိုဆက်ကဒီအချက်10ခုမှာပါတယ်အဲ့ဒီအချက်10ခုမှာအင်းရောက်ပြီကျမတို့ဒီချာလေးပြန်ဖတ်ပြီးမှကိုကလေးကဘယ်မှာပါတယ်ဆိုတော့ပြန်ကြည့်ဖို့လိုတယ်အဲ့တော့သူတို့ရဲ့ reaction တွေကသူတို့ကိုလည်း manage လုပ်နိုင်အောင်ကျမတို့ကလမ်းပြပေးရဥပမာအရင်ကောင်းပါတဲ့ကလေးဆိုရင်ဇွဲမလျှော့ဘဲနဲ့စူးစမ်းတတ်ဖို့ဟိုကျမတို့ကောင်းတဲ့ဘက်ကိုလမ်းကြောင်းပေးရမှာပေါ့နော် negative အမြင်အရန်ထားတဲ့ကလေးကိုကြတော့ဟိုတကယ် serious နဲ့အလေးနဲ့သူစဉ်းစားတယ်ဆိုတဲ့အချက်ကိုကျမတို့လမ်းကြောင်းပြောင်းပေးရတယ်ပြီးတော့ခုနပြောတဲ့အရန် drama ဖြစ်တဲ့ကလေးတွေကတော့ကြီးလာမင်းသားမင်းကြီးနဲ့ဖြစ်အောင်ဖြစ်မယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အရန် pick ဖြစ်တယ်အစားတော့အရန်ရွေးတယ်ပေါ့နော်အဲ့မှာကျမတို့တင်ပေးတဲ့ဆရာပြောတယ်သူ့သားဆိုအစားတော့အရန်ရွေးတယ်တဲ့ဒါပေမဲ့အခုသူကြီးလာသူစဖို့မှုဖြစ်တယ်တဲ့ပြောတယ်ဒါပေမဲ့အစားတော့ရွေးတဲ့ဟာကသူ့ရဲ့အားနည်းချက်တခုမဟုတ်ခဲ့ဘူးပေါ့နော်အဲ့တော့အစားတော့ရွေးချင်းအဖြစ်ဆိုတဲ့ဒီနေ့သူကနာမည်ကြီးရဲ့စဖို့မှုပြောဖြစ်တယ်ဆိုပြီးသူကျမတို့ကိုပြောပြပြီးတယ်အဲ့တော့ကလေးတွေရဲ့ပြုမှုကိုကျမတို့ကဆန့်ကျင်မဲ့အစားသူ့နဲ့အတူပူးပေါင်းပြီးလှုပ်ဆောင်ဖို့လိုတယ်ဂရုစိုက်မှုနည်းတဲ့ကလေးကဖွံ့ဖြိုးမှုနည်းတယ်ဂရုစိုက်မှုများတဲ့ကလေးကဖွံ့ဖြိုးမှုများတယ်ဂရုစိုက်တယ်လို့ပဲကျမပြောတော့အလိုလိုက်တယ်လို့ပြောအလိုလိုက်တဲ့ကလေးကပျက်စီးဖို့တော့ပုံများတယ်အဲ့တော့ကိုကလေးရဲ့အရေးချင်းကိုကျမတို့သိရင်သူ့ဘလို့လဲဆိုတဲ့အုပ်စုကိုကျမတို့တစ်ခေါက်ပြန်ကြည့်ရအောင်အဲ့တော့ခုနပြောတဲ့ကိုကလေးကဘလို့လဲဆိုတဲ့ဒီအရေးချင်းစိတ်ခုကိုကျမတို့စဉ်းစားကြည့်ပြီးပြီဆိုရင်ကလေးစီမှာအုပ်စု3ခုရှိတယ် easy child difficult child နဲ့ slow to warm up ဆိုတာချက်3ခုရှိတယ်အဲ့ဒါကဒီမှာတော့မပါတော့အဲ့တော့ easy child ဆိုရင်ကြတော့နည်းနည်းလွယ်တယ်ပေါ့နော် easy child ကလေးတွေကဘယ်လိုဖြစ်လဲဆိုတော့ဘာကိုလို့ဆိုသူအရာအကောင်းမြင်တဲ့ကလေးဖြစ်တယ်ဘာကိုမှသူကဟိုအစိုးသိမ့်မပြောပေါ့နော်အကောင်းမြင်တဲ့ကလေးဖြစ်တယ်ပုံပိတ်ခြင်းအစ်စ်ဆိုလဲသူကအလိုက်တင်သူပြောင်းလဲနိုင်တယ်ဘယ်မှမဆိုသူအလိုက်တင်ပြောင်းလဲနိုင်တဲ့ကလေးတွေဖြစ်တယ်ပြီးအချိန်ကျတော့သူကဘာကိုမှသူအလုံးအကျွတ်လို့ဖြစ်တယ်သူဝမ်းနေတယ်ဒါပေမဲ့သူဝမ်းနေတယ်ဒါပေမဲ့လွန်ကျွတ်ဖြစ်သူပြောတယ်အရှမ်းပြောတယ်ဒါပေမဲ့လွန်ကျွတ်မဟုတ်ပေါ့နော်လွယ်ကူတဲ့ကလေးဖြစ်တယ်အဲ့တော့သူကစိုးရိမ်စိတ်တော့နည်းနည်းရှိနေတယ်ဒါပေမဲ့သူ့ရဲ့စိုးရိမ်စိတ်က positive mood ပေါ့နော်အကောင်းဘက်ကနေစိုးရိမ်နေတယ်ဟိုသူအဲ့လိုလုပ်ရင်အဲ့လိုဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုစိုးရိမ်စိတ်ကလေးအကောင်းဘက်ကစိုးရိမ်စိတ်ကလေးရှိတယ်တဲ့အဲ့လိုကလေးတွေကအရောက်တရားမှာ40ရာခိုင်နှုန်းရှိတယ်တဲ့အဲ့တော့ကလေးတရားမှာ40ရာခိုင်နှုန်းတော့ကလေးတွေက easy child ဖြစ်တယ်အဲ့တော့ကိုယ်ကလေးက easy child ထဲမှာပါလားဆိုတော့ကိုယ်ကစဉ်းစားဖို့လိုအဲ့တော့အပြောင်း
အရွှေ့ကြားမှာအိမ်ပြောင်းနေကြောင်းပြောင်းနေအဲ့လိုပြောင်းရွှေ့ကြားမှာလည်းသူကစိတ်မပင်ပန်းမဲ့နဲ့လည်းသူတို့လွယ်လွယ်ကူကူနဲ့သူတို့လာတယ်ပေါ့အဲ့တော့ဒီမိဘတွေထင်တတ်တာကတဲ့ဒီလို easy child ကလေးတွေရဲ့ပြောင်းလဲအောင်မြင်မှုကတဲ့မိဘတွေကသူတို့ရဲ့အောင်မြင်မှုလို့ထင်တတ်တယ်တဲ့တကယ်တော့ဘာမှမဟုတ်ဘူးတဲ့ကလေးသူကိုယ်တိုင်ရဲ့အောင်မြင်မှုပဲဖြစ်တယ်တဲ့အဲ့ဒါကတော့ easy child ကတော့အခြေတစ်ဝက်သိပြောစရာမလိုတော့ဘူးဒီနောက်တစ်ခုကျတော့ဗာလဲဆို difficult child ဒါခက်ခဲတဲ့ကလေးအဲ့တော့ခက်ခဲတဲ့ကလေးကရာခိုင်နှုန်းအဖြစ်10ရာခိုင်နှုန်းရှိတယ်အဲ့တော့ကလေးတစ်ယောက်တစ်ယောက်က10ယောက်ပဲခက်ခဲတဲ့ကလေးတွေမှာပါတယ်လို့ပြောလို့ရတယ်။ခက်ခဲတဲ့ကလေးဆိုတာသူကစိန်ခေါ်မှုတွေအများကြီးရှိတယ်။သူဘလို့ပြောင်းလဲမယ်ဆိုကျွန်တော်တို့ကြိုပြီးတော့မှမသိနိုင်တဲ့ဟာမျိုးတွေဖြစ်တယ်။တခုခုဆိုကျွန်တော်တို့အများကြီးကြိုပြောရမယ်။ကဲဒီနေ့ကစားကွင်းသွားမယ်။ကစားကွင်းသွားပြီးရင်2နာရီမှသွားမယ်ဆိုတော့3နာရီဆိုရင်ပြန်မယ်နော်။ဥပမာကြိုမပြောတဲ့နေ့ဆိုရင်တေဖို့တာဖြစ်ပြီးတော့ပဲအဲ့ဒါပေကတ်နဲ့လုံးနေတော့အဲ့တော့ difficult child ကအများကြီးမိဘကကြိုပြီးမှပြင်ဆင်ရတယ်ကြိုပြီးမှသူ့အရန်တည်ထားရတယ်ကြိုပြီးမှစီကန်းချက်တွေအရင်ပြောထားရတယ်ပေါ့နော်အဲ့လိုဖြစ်တတ်တယ်အဲ့ဒီကြတော့သူကဘာလို့လဲဆိုတော့အလိုက်တင်ပြောင်းလဲသွားဖို့အတွက်သူအချိန်အများယူရတယ်ချက်ချင်းကြီးသူမပြောင်းလဲနိုင်ဘူးအဲ့ဒီပြောင်းလဲကြအဲ့တော့ဒီကလေးမျိုးကိုကျွန်တော်တို့ကြိုတင်ကြည့်တိဖို့လိုအပ်တယ်အဲ့တော့သူ့ရဲ့ကြီးမားပြင်းထန်တဲ့သူ့ရဲ့ပြောင်းလဲမှုကအကောင်းရောအဆိုးရောနှစ်ခုစလုံးမှာရှိတတ်ပါတယ်လို့ပြီးတော့သူကတော့အဆိုးနဲ့မမိုးတယ်လေဘာမှမဆို negative ပဲသူပုံမြင်တယ်အဲ့တော့ကျမတို့ကလေးတွေကအမှန်လို့ဒီလိုခက်ခဲတဲ့ကလေးတွေမှာပါတယ်ဆိုရင်ကျမတို့ကသူ့ရဲ့ပင်ကိုဇက်ကိုကျမတို့သိရမှာငါရဲ့ကလေးကခက်ခဲတဲ့ကလေးမှာပါတယ်အဲ့လိုမျိုးဆိုရင်တော့သူ့ရဲ့ပင်ကိုဇက်ကပါတယ်အဲ့တော့သူ့ရဲ့ပင်ကိုဇက်ကပါလဲဆိုတော့သိရင်ကျမတို့ကဖြည့်ရှင်းပြရတယ်လွယ်တယ်ပြီးတော့နောက်တစ်ခါပါလဲဆိုတော့ကိုတိုင်ရဲ့ပင်ကိုဇက်ကိုသိရတယ်ခါကျကိုတော့မသိဘူးနော်ကျမတို့ကငါကဘာလဲငါပင်ကိုဇက်ကခါကျစစ်တော့မစင်စားဘူးအဲ့ဒီအချိန်မှာအမကိုရဲ့ပင်ကိုဇက်ကပျော့ပျော့နေတတ်တယ်ဘာမှဆိုလွယ်လေးပဲထားတယ်ဒါပေမဲ့ပုတ်ကလေးကရန် serious ဖြစ်နေပြီဆိုရင်ဘယ်လိုမှမတည့်တော့အဲ့ဒီပါတယ်ဘာဖြစ်လဲဒီမုန်တန်တယ်ဆိုတော့ဖလဲပုတ်ပင်ကိုဇက်နဲ့သူ့ပင်ကိုဇက်ကမတူတဲ့ချိန်ကျတော့အဆင်မပြေတော့အဲ့ချိန်မှာကွာချင်းသိရပါတယ်အော်ငါသားငါသမီးရဲ့ပင်ကိုဇက်ကအဲ့ဒါပဲငါနဲ့မတူနေတဲ့အချိန်မှာငါဘယ်လို adjust လုပ်ရမလဲဆိုတာသူ့ဘက်ကပြောင်းလဲဖို့ကိုယ့်ဘက်ကလည်းပြောင်းလဲဖို့ကပြန်ပြီးမှစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်လို့ဒါမှမဟုတ်လေကိုကအညာ serious ပြီးပါဖို့မဆိုထားတယ်ဒါပေမဲ့ကိုကလေးကတော့ပေါ့စားဆိုရင်လည်းအဆင်မပြေတော့ဘူးဒီမိကအလိုတော့ပြောလို့ပြတယ်ကျမဆိုလဲဆရာပြောတယ်တော့ခင်ဗျာဂိတ်ကြော့ပါဆိုင်တာတင်မလားဘာမှမဆိုရန်တင်မလားဟွာဆိုလဲဒီရပြောချင်တော့ဂိတ်ကြော့ပါလေအဲ့ကျတော့ကိုအိမ်ထောင်မိသားစုမှာကိုမျိုးသားကိုသားသမီးတူတယောက်ချင်းစီရဲ့ပင်ကိုစိတ်ကိုကြည့်ပြီးမှကျမတို့ adjust လုပ်ဖို့လိုအပ်ပါတယ်လို့အဲ့တော့ဒီလိုကလေးတွေကကြတော့သူ့ရဲ့ပင်ကိုစိတ်သူ့ရည်ချင်းကိုကျမတို့သိဖို့လိုအပ်တယ်ပြီးတော့ကျမတို့သူ့ပေါ်မှာထားတဲ့မျောလင်းချက်ကသူ့ရဲ့ပင်ကိုစိတ်နဲ့ကိုက်လားမကိုက်လားဆိုအမြဲတမ်းသိရမယ်ကိုကတော့ကျမတို့ခုနေ့စကားတခုကြည့်တယ်သူကဘောလုံးသမားရှယ်လိုခါကအဲ့တော့ तू ကသူ့တောက်ဘောလုံးကစီချင်တာသူ့သားလေးလုံးနဲ့ तू ကတရောတီးချင်တာပင်ကိုစီရိုက်နေသူဖြစ်စီချင်တဲ့အဝင်ဝင်ကြလို့ဖြစ်တယ်။အဲ့တော့ကျမတို့သားသမီးတွေကကျမတို့ဖြစ်ချင်တဲ့မျှော်လင့်ချက်နဲ့သူတို့ရဲ့ပင်ကိုစီရိုက်ကအဝင်ဝင်ကြဖြစ်သလားမဖြစ်ဘူးလားဆိုတာကျမတို့အများကြီးသိဖို့လိုအပ်ပါတယ်လို့အဲ့တော့သူ့ရဲ့ပင်ကိုစီရိုက်ကိုကျမတို့ထိန်းချောင်းပေးရမယ်ငယ်ငယ်တော့ကြီးလာတာနဲ့သူတို့ကိုယ်တိုင်သူတို့ဘာလို့ထိန်းချောင်းအဲ့တော့ဒီနေ့ကျမတို့ကြီးလာတယ်ခုနပြောသလိုကျမတို့အရန်စိတ်ကိုတတ်တာနော်ကျမတို့ဟိုလိုဖြစ်တာနော်ငါတို့စိတ်ထဲမှာပါပဲပါစက်နဲ့အဲ့လိုပဲပြောလိုက်တာအဲ့ဒါတွေကကျတော့ကျမတို့ရဲ့ဒီပင်ကိုဇီရိုက်ကိုကျမတို့ manage လုပ်ခဲ့တဲ့ချိန်ကျတော့အခုကျမတို့ကကြီးတဲ့ဒီ area ကြီးကအကျင့်ပါသွားတာပေါ့အဲ့တော့ငယ်လေးတဲ့ကျမတို့ကလေးတွေကို train လာတဲ့ချိန်ကျသူတို့ရဲ့ပင်ကိုဇီရိုက်ကပေါ့ဝိကျင်တဲ့ဟာစာကဖြစ်အောင်ဘယ်လိုပြုမှုနေထိုင်သွားရမလဲဆိုတော့သူတို့ manage လုပ်ခဲ့လာတာဖြစ်ပါတယ်လို့အဲ့တော့ငင်းတဲ့အချိန်မှာဒါကအချိန်ကြီးပြုတ်ပြင်ပေးဖို့လိုအပ်ပါတယ်လို့ဒါမဲ့စိုးရိမ်စရာမလိုဘူးဒီကလေးကဆရာခိုင်လုံးမရှိတာဖြစ်ပါတယ်လို့နောက်တစ်ခုက slow to warm up လို့ပြောတယ်အဲ့ဒီကလေးတွေကကျတော့သုံးအားပေးရတဲ့ကလေးခုနလိုအရန်လည်းမခက်ဘူးအရန်လည်းမလွယ်ကြားထဲမှာသူက slow to warm up လို့ပြောတယ်အဲ့ကျတော့သူ့ကိုကျတော့ခုနပြောတဲ့ဥမာကြောင်းပြောင်းတယ် easy child ကတော့ခု August မှာကြောင်းဖွင့်တယ်ကြောင်းအသိရောက်တယ်ချက်ချင်းကြောင်းရောက်လာတယ်ပျော်သွားပြီသူကတကယ်ချင်းပြေးပြေးတယ်ဒီလောက်ရတယ်ဒါမဲ့ခုနပြောတဲ့ slow to warm up child တွေကကျတော့ November လောက်ကြာမှသူကအဆင်ပြေလာတယ်အဲ့တော့အဲ့ဂျားထဲမှာသူ3-4လလောက်အချိန်ယူရတယ် difficult child ဆိုရင်ပုံနဲ့ချီလဲအဆင်မပြေတော့အိုးနှစ်ပေါင်းအကြာကြီးထိသူ့စိတ်ထဲမှာတန်ရာလိုမျိုးဖြစ်သွားတာပေါ့နော်တဘောကအဲ့ဒီအကြောင်းအရာလေးကိုကျမတို့သိဖို့လိုအပ်တယ်အဲ့တော့ slow
slow to warm up ထိုင်လို့ကျွန်တော်တို့အချိန်ပိုပေးရမယ်သူ့အချိန်ပိုပေးတဲ့အချိန်ကြမှာသူ့ရဲ့စိတ်ကိုအချိန်ပေးရတယ်သူ့အစဉ်သစ်ဖြစ်တဲ့အချိန်လေးကိုကျွန်တော်တို့အချိန်ပေးရတယ်ပြီးတော့ကျွန်တော်တို့ကြိုတင်ပြီးမှဘာကိုမဆိုကြိုပြီးမှပြောထားတော့သူ့အတွက်ပြင်ဆင်ချိန်ရသွားတယ်ဟောငါအဖေပြောထားတာအဲ့လိုငါအမေပြောထားဆိုသူ့စိတ်ကိုသူကြိုတင်ပြင်ဆင်ချိန်ရတဲ့အချိန်ကြတော့ပြဿနာနည်းနည်းနည်းသွားတယ်လို့ဒီမှာတွေ့ရပါတယ်လို့အဲ့တော့ကျမတို့ကလေးတွေဒီလိုဖြစ်လာတယ်နောက်တစ်ခုကကျမဒီအကြောင်းအရာတော့အရင်တစ်ခါတော့ကျမမိခင်လေးနဲ့တိကတ်ဘောကကျမတစ်ခါပြောပြတာဖြစ်တယ်လို့အဲ့အကြောင်းအရာလေးတွေလည်းကျမပြန်ပြောလို့ရတယ်အဲ့တော့ကျမတို့ကလေးဒီလိုအပြောင်းအလဲတွေကြားထဲမှာသူ့ရဲ့ပင်ကိုစရိုက်တွေဒီလိုကြားထဲမှာဘာလို့အနေလို့လဲနောက်တစ်ခုကခဏရေးစွာအားစလို့ဒါတွေအားလုံးမှာ easy ချိုက်ဖြစ် difficult ချိုက်ဖြစ် slow to warm up ဖြစ်ဒီကလေးတွေအားလုံးမှာလိုအပ်တဲ့တခုကခဏရေးစွာအားဆိုဖြစ်အဲ့တော့ခဏရေးစွာအားဆိုတာဘာလဲဆိုတာစင်ကြယ်တော်မှာမှုပါတယ်မတန်ဆွမ်းမှုတွေပါတယ်ယောဂကြောင့်ဖြစ်တဲ့အောင်ပြောင်းရွှေ့ရတာပါတယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့ဝဲကွာရတဲ့အခြေအနေတွေပါတယ်အဲ့တော့ဒီလိုဒုက္ခတွေကကိုယ်ကလေးတွေမှာမရောက်လာဘူးလားဆိုတော့ကလေးဆိုရင်လည်းရောက်လာပါပဲသူစီအဲ့တော့ဒီအကြောင်းအရာတွေရောက်လာတဲ့အချိန်မှာကိုယ်ကလေးဟာခဏရည်စွာအားရှိတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်အဲ့ဒါတွေကကိုယ့်ဘဝမှာရောက်ခဲ့တဲ့ဒါနေကြောင့်လူကဖြစ်တတ်တယ်အဲ့တော့ကျမတို့ငယ်ဘဝမှာကျမတို့စီမှာ negative impact တွေအများကြီးရှိတယ်အဲ့တော့ကြီးလာတယ်ပါဘာလို့ဆိုကျမတို့ရဲ့စိတ်ခံစားမှုပါတဲ့အားလုံးကိုကျမတို့ထိတွေ့ရမယ်တဲ့ငယ်ဘဝမှာပျော်တာရောငိုတာရောအကုန်လုံးအဲ့တော့ဥပမာကျမတို့ယောက်ျားလေးဆိုပြောတယ်မင်းလောင်းနေဟောနာခါပဲခုံခါမင်းယောက်ျားမဟုတ်ဘူးလားဘာလို့ညင်ကြလဲမငိုတဲ့ဆိုကလေးကငိုချင်တာဆိုမှလေသူကညစ်ရီကိုပိတ်နေတာတကယ်ကမျက်ခါပြီးမှမငိုအောင်ကြည့်နေတာအဲ့တော့ယောက်ျားဆိုတော့မင်းမငိုရဘူးဆိုတဲ့စိတ်နဲ့ကိုကရိုက်တွေးလိုက်တဲ့ချိန်ကျတော့ငိုတယ်မြည်ရကြတယ်ဆိုတဲ့ခံစားမှုကိုမချိတွေ့လိုက်ရအောင်ငယ်တော့အဲ့ချိန်ကျတော့ကြီးတဲ့အချိန်မှာလည်းမြစ်ကြဘိုးကြဆိုရင်နော်ကိုကခံစားချက်ကမခံစားရတော့ဘူးမသိတော့အဲ့တော့ငယ်ငယ်တော့မှခံစားချက်အားလုံးကိုသူချိတွေ့ရတယ်ကလေးတွေအားလုံးကဘသူပြောလဲယောက်ျားလေးမငိုရဘူးယောက်ျားလေးလည်းလူပဲသူငိုရတယ်အဲ့ဒါမှသူ့ရဲ့ခံစားချက်ကိုသူဖွင့်ပြလိုက်ရတဲ့ဟာရှိအဲ့တော့ခိုင်တဲ့ကျမတို့ကကလေးတွေကိုအဲ့လိုစွတ်အတင်မဟုတ်တဲ့အရာနဲ့ပုံသွင်းလိုက်တဲ့အချိန်ကျတော့သူတို့ရဲ့ခံစားချက်မထိတွေ့လိုက်ရတဲ့အပိုင်းတွေကကျမတို့လိုအရွယ်အထိရောက်လာတဲ့အချိန်မှာအရန်ဒုက္ခရောက်တယ်ပြီးတော့ကိုမိဘတွေကိုကျမတို့မိဘတွေကိုအပြစ်တင်တာတော့မဟုတ်ပေမဲ့ကျမတို့မိဘတွေကျမတို့ကိုဘလို့တွန်းတင်ခဲ့တယ်ဆိုတဲ့ negative impact ကကိုသားသမီးကိုဘလို့တွန်းတင်နေဆိုတဲ့အထိရောက်တယ်ကျမတို့ရိုက်တာမကြိုက်ဘူးငယ်ငယ်တော့ကိုရိုက်တာမကြိုက်ဘူးမကြိုက်ဒါပေမဲ့ဘာဖြစ်လဲကိုလည်းပုံစံနဲ့ပြန်ရိုက်မိတယ်မဟုတ်ဘူးအဲ့ဒါက negative impact လူကကောင်းတာပဲကူးတာမဟုတ်ဘူးမကောင်းတာလည်းကူးဆက်တယ်တဲ့အဲ့မကောင်းတာလည်းခါရကူးတယ်ခါရကွာလုံးပြီးတယ်ပုတ်ကလေးတွေပေါ့အဲ့ကျွန်မတကယ်ချင်းတယောက်ပြောတယ်သူ့အိမ်မှာနေတော့ကတဲ့သူတို့ပတ်စံချမ်းသာတယ်ဆိုသူ့အမေစီမှာလာပြီးမှပေါ့နော်ဟိုပြောဒီပြောလို့အတင်းတွေအုပ်ကြသူအရှက်မုန်းတာပေါ့ပြီးတော့ကိုရမှာကြတော့လေသူ့အမေကိုမကောင်းပြန်ပြောတယ်သူပြန်ကြားတယ်ပေါ့အဲ့တော့သူအတင်းအုပ်တာအယံမုန်းခဲ့တယ်တဲ့ဒါပေမဲ့သူကြီးလာတော့သူညကိုပြန်ပြောမိနေတယ်ပေါ့နော်အဲ့တော့လေသူကဘာဖြစ်သွားလဲဆိုတော့သူကအဲ့ဒါကိုမကြိုက်တဲ့အတွက်ကြောင့်သူကလူအတိုင်းဝိုင်းကိုရှောင်လိုက်တယ်ငါလူတွေနဲ့တိတ်မပေါင်းချင်တော့လူတွေနဲ့ပေါင်းရင်ငါဒါပြောမိမယ်ဘာဖြစ်လို့လဲငါဒါကိုငါမကြိုက်အဲ့တော့ तू မကြိုက်တဲ့အကျင့်ကြီး तू ပါလာတာဟို तू ကမလိုချင်တဲ့အချိန်ကျတော့လူအတိုင်းနဲ့ခပ်တင်းတင်းနေမိသွားတယ်ပေါ့တဘောကကိုငယ်ငယ်တော့မှဘလို့ကြီးပြစ်လာတယ်ဆိုတဲ့ဒီစိတ်ခံစားမှုကြီးကတည်တဲ့ထိပိုတဲ့ထိဟိုမှာဘာတစ်ခုလုံးမှာပါသွားတာအဲ့ကျတော့ကိုမိဘဖြစ်တဲ့လူတွေကကိုကလေးပြည့်စိတ်ခံစားမှုအလုံးဖွင့်ဖြိုးဖို့အတွက်ကိုကအများကြီးလဲလမ်းကြောင်းပေးရတယ်ဘုလိုအပ်တယ်ခုနပြောတဲ့ခန္ဓာရည်စောကဖွင့်ဖြိုးဖို့ကကြတော့လေအများကြီးတော့ဒါပေမဲ့တစ်ခါတလေကျတော့ဒီခန္ဓာရည်စောအားဆိုတာကတဲ့မွေးရပါအရေးချင်းတစ်ခုလည်းဟုတ်တယ်တဲ့ပြီးတော့ယုံကြည်သူတွေအတွက်ကကျမတို့အတွက်ကဒါအခက်ခဲတော့တိတ်မရှိဘူးလို့ကျမတယောက်အနေနဲ့မြင်မိတယ်ကျမတို့ကဘာပဲဖြစ်ဖြစ်ကျမတို့အရာအားလုံးကျမတို့မှာယုံကြည်ရာကိုးကွယ်ရာဖျားကျမတို့ဆိုတာရှိနေတဲ့အတွက်ကြောင့်မို့ကျမတို့ကအရင်ကြီးဆူဆူဝါဝါပြောလိချင်မဲ့ကျမတို့ဝမ်းမနေဘူးပေါ့နော်အဲ့တော့ကျမတို့ကလေးတွေကတော့အရင်ငယ်လေးတော့တော့ရတယ်ဒါတော့ကြီး spiritual မှာလည်းအရင်ကြီးမဖွင့်ဖြိုးသေးတဲ့အချိန်ကျတော့ဒီဟာလေးကိုကျမတို့လိုအပ်ပြုတ်ဖို့လိုအပ်တယ်အဲ့တော့ကလေးရဲ့ကျမတို့ရဲ့အားနည်းချက်ကဘာလဲဆိုတော့ကလေးရဲ့အားနည်းချက်ကိုပဲကျမတို့မြင်တယ်အဲ့ဒီအားနည်းချက်ကိုဖြည့်ဆည်းပေးဖို့ပဲကျမတို့အရင်စူးစမ်းတယ်ဥပမာကိုယ့်ရဲ့ကလေးကတင်ချမှာအရင်အားနည်းတယ်ထားအဲ့တော့သူ့ကိုတစ်ချိန်ကုန်တင်ချတင်နေတင်ချတင်နေတင်ချတင်နေနေတင်ချမြောက်တင်ချချက်အလေးချက်လို့တယ်ကိုကသူမရတာကိုပဲဖြည့်ဆည်းပေးတယ်ဒါပေမဲ့သူတစ်ဖက်မှာသူပကြီးအရင်ဆွဲတတ်တယ်ဒါပေမဲ့ဒါကိုမသိခဲ့ရ
အဲ့တော့ကလေးကသူ့ရဲ့ဒီအရေးချင်းကိုဖွင့်ပြနိုင်တဲ့အခွင့်အရေးသူမရှိခဲ့ဘူးဘာလို့လဲကျမတို့ကသူ့ရဲ့အားနည်းချက်ကိုဖြည့်ဆည်းပေးဖို့ကျမတို့စဉ်းစားပြီးမှသူ့ရဲ့အားသာချက်ကိုကျမတို့ကပံ့ပိုးပေးဖို့အားနည်းအဲ့တော့ကျမတို့ရဲ့ကလေးရဲ့အားသာချက်ကိုကျမတို့အမြဲတမ်းသိရမယ်ငါအားဘယ်မှာအားသာလဲဘယ်မှာအားနည်းတယ်သိရတယ်အဲ့တော့သူ့ရဲ့အားနည်းချက်ကိုမပံ့ပိုးနဲ့လို့ကျမမပြောပါအားသာချက်ကိုပုံပံ့ပေးဖို့ကိုလိုအပ်တယ်အဲ့တော့ကလေးတွေရဲ့ခုနပြောတဲ့အုံနောက်ဖွံ့ဖြိုးမှုမတူတဲ့အရာသူတို့ရဲ့အသိပညာနဲ့ဖွံ့ဖြိုးမှုလုံးဝမတူဘူးပေါ့အဲ့ချိန်ကျတော့ဘယ်အချိန်မှာကျမတို့ကလေးတွေရဲ့ခန္ဓာရည်စွမ်းကိုမြင့်တင်ပေးရမယ်ကိုနဲ့အတူတူရှိနေတဲ့သူတို့ရဲ့ဘဝတစ်ချောင်းလို့ကျမတို့လုပ်ပေးရမယ်လို့ဖြစ်တယ်သူတို့ဘဝနဲ့သူတို့ချက်ကိုရက်တည်သွားတဲ့အချိန်ထိကျမတို့မိဘတွေကလုပ်နိုင်ရမယ့်အချိန်ဖြစ်တယ်တချို့ပညာရှင်တွေကပြောလဲဆိုတော့ခန္ဓာရည်နဲ့ဆိုင်တဲ့အချက်လက်တော်တော်များများကအသက်17နှစ်အောက်မှာဖြစ်ထွန်းနေတဲ့အဲ့တော့17နှစ်နောက်ပိုင်းကကျတော့နည်းနည်းနောက်ကျသွားပြီအဲ့ကြောင့်လို့ပညာရှင်တွေကများသောအားဖြင့်ပြောတယ်17နှစ်နောက်ပိုင်းကလေးတစ်ယောက်ကိုပြုပြင်ဖို့အတွက်နောက်ကျတယ်လို့သူတို့ပြောတယ်ဒါပေမဲ့ကျမတို့ယုံကြည်သူတို့ကလူမီတီကခရစ်တော်တိုင်းရှိရင်အတိပြုပြင်တဲ့တော်ဖြစ်တယ်ကျမတို့ကတော့မျှော်လင့်ချက်မဲ့မဟုတ်ဘူးလို့ပြောချင်တာဒါသူတို့ရဲ့သိပ္ပံဒီပေါ့နော်ဒါကျမတို့ရဲ့ယုံကြည်မှုအရကျမပြောတာဖြစ်ပါတယ်လို့အဲ့တော့17နှစ်အောက်မှာပဲကိုဖွင့်ဖြိုးတာဖြစ်တဲ့အတွက်ကြောင့်ကိုကလေးကို17နှစ်အောက်မှာပို့ပြီးမှကြည့်ပေးဖို့လိုအပ်တယ်ပို့ပြီးမှဂရုစိုက်ပေးဖို့လိုအပ်တာဖြစ်ပါတယ်လို့အဲ့တော့ခန္ဓာရည်စွမ်းအမြင့်တဲ့ကလေးတွေပါလဲဆိုတခြားသူတွေနဲ့သူကကောင်းကောင်းပြောဆိုဆက်ဆံနိုင်တဲ့လူတွေရှိတယ်တီးခံနိုင်တယ်ပျော်ပျော်ရွှင်ရွှင်သူတို့နေတယ်ကိုယ့်ရဲ့ခံစားချက်ကိုလည်းသူများတို့ဝေမျှတယ်ပြီးတော့သူကတတိလည်းရှိတယ်လုံအပ်ရင်သူကအကူကြီးတောင်းတတ်တဲ့ကလေးတွေလည်းဖြစ်တယ်ဉာဏ်ရည်ဖက်မြက်တယ်ပြီးတော့သူကအမိခိုကင်းတယ်အဲ့တော့နံပါတ်1ကိုကလေးတွေဒီလိုခန္ဓာရည်စွမ်းအမြင့်လာရင်မြင့်လာအောင်နံပါတ်1အနေနဲ့ကတော့ I have ဆိုတဲ့ဟာတို့အရင်သိရမယ်တဲ့ I have ဆိုတာ sense of security ဖြစ်တယ်အဲ့တော့ I have ဆိုတဲ့ဟာတို့ကိုရှိရမယ်နံပါတ်1အဲ့တော့ပါလေအဲ့တော့ငါမှဓာတ်တွေရှိတယ်ဆိုတဲ့စိတ်ခံစားမှုရှိတယ်အဲ့တော့သူ့မှာဘာတွေရှိလဲငါမှငါ့ကိုချစ်တယ်ငါမိပါတယ်ရှိတယ် I have သူ့မှာလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ရှိတယ်သူကအဲ့ဒါကိုအရင်သိဖို့လိုအပ်တယ်ယုံကြည်စိတ်ချရတဲ့ဆက်ဆံမှုကိုတည်ဆောက်ဖို့လိုတယ်ပြီးတော့ရှင်းလင်းတဲ့စီကံချက်တွေနဲ့ကလေးကိုပြောဖို့လိုတယ်ကျမတို့မိဘတွေကကလေးရဲ့စံပြဖြစ်ရမယ်အဲ့ဒါကြောင့်ကလေးတွေက I have ဆိုတဲ့ဟာကိုပို့ပြီးမှသူကရအဲ့တော့ I have ဆိုလို့ရှိအောင်နံပါတ်1ကပါလေချစ်ချင်းမြတ်တာဖြစ်တယ်ငါ့ကိုချစ်တယ်မိဘရှိတယ်အဲ့တော့ set of security ဖြစ်ကြအဲ့ဒီချစ်တယ်ဆိုတဲ့စိတ်ကသူ့ဘဝအတွက်မှာအကြီးမားဆုံးအလုံးချုံဆုံးပဲအဲ့ကြောင့်လို့ခုကလေးတွေကငယ်သိရင်ဘသူခေါ်လိုက်တယ်လေနည်းနည်းကြီးလာတဲ့နဲ့ဘာဖြစ်လိုက်တော့ဘာလို့လဲကိုမိဘမဟုတ်ရင်လုံးချုံမှုမရှိတော့ဘူးဟာတငါဖေမငါမင်းဖို့ကောအဆငါ့ကိုဘယ်မှာတက်ခလဲပါဇက်ကတာမပြောပေမဲ့အရန်စိုးရင်သွားပြီအဲ့ချိန်မှာတို့အော်ငိုလိုက်အဲ့ဒါကပါလဲ sense of security မရှိတော့ဘူးပေါ့နော်အဲ့ကြောင့်လို့ကိုနဲ့ချစ်တဲ့ခင်နဲ့ကိုရဲ့မိသားစုမှာဒီချစ်ချင်းမြတ်တာဆိုတာ I have ကိုတိဆောက်တယ်အဲ့တော့နံပါတ်1ကမိဘနှစ်ယောက်ဆိုနေတဲ့ချစ်ချင်းမြတ်တာအပြည့်အဝအရာရာခိုင်နှုန်းရဖို့လိုအပ်တယ်ပြီးနောက်တစ်ချက်ကပါလဲဆိုတော့ I am I have ဆိုတာရပြီးတဲ့ကလေးက I am ဆိုတာဖြစ်တယ် I am ကပါလဲဆိုတော့ inner strength လို့ပြောတယ်ကိုယ့်ရဲ့စိတ်အတွင်းအားလို့ပြောတယ်အဲ့တော့ဒီ I am ဆိုတာပါလဲဆိုတော့ငါဟာဒီလိုကလေးဖြစ်တယ်ခုမှကလေးတယောက်ကိုလေချစ်စရာကောင်းလိုက်တာ you so cute တူလာရဟာပေါ့လေသူ့ကိုသိတယ်ငါဟာချစ်စရာကောင်းတဲ့ကလေးဖြစ်တယ်အရန်တိပြီးသူ့ကိုသူချစ်စရာကောင်းတယ်ဆိုတာအရန်တော်တာပဲတချင်းဆိုလေကောင်းလိုက်တာဆိုရင်ငါဟာတချင်းဆိုအရန်ကောင်းတဲ့ကလေးဖြစ်တယ်ဆိုလူရှိရောက်ရင်တချင်းဆိုချင်းပြီးတယ်လို့လေးလုပ်ပြီးမှတချင်းဆိုပြီးစကချင်းပြီးလူတွေကအမြဲတမ်းပြောနေဘာဖြစ်သွားတယ်လဲ I am ဆိုဖြစ်တာငါဟာဒီလိုကလေးဖြစ်တယ်ကဲအဲ့လိုမဟုတ်ပဲနဲ့အရန်ဆိုးတဲ့ကလေးပဲဟိုမှာကျစားသူများတွေကစကားနာနေပြီးစကားနာတော့နောက်ကကလေးနဲ့ကောင်းတယ်ဆိုတော့ငါကစကားနာမထောင်တဲ့ကလေးဖြစ်တယ် I am သူတို့လိုပဲခံယူတယ်မိကသူများနဲ့မတူဘူးလေအဲ့ဒါကိုမတူလို့တင်လို့မရအဲ့တော့ဘာဖြစ်လဲမိကမလိမ္မာဘူးမိကတိတ်ဆိုးရဆိုငါဟာမလိမ္မာဘူးလို့သူခံယူလိုက်တယ်သူ့ရဲ့မတိစိတ်ထဲမှာဝင်သွားတဲ့အချိန်မှာဒီကလေးလိမ္မာလာဖို့မမျှော်လင့်နဲ့တော့ဘာဖြစ်လို့လဲကိုကပြောလိုက်ပြီလေသူအဲ့တော့ I am ဆိုတာကကျမတို့မိဘတွေရဲ့ဗစက်ကအရေးကြီးတယ်သူ့ကိုကျမတို့ဘလို့သူ့ကောင်းမင်းစင်နဲ့ပါတာပေါ့လေသူ့ကိုဘလို့ထားတယ်ကျမသမီးရှိတဲ့ချိန်ကျတော့သူကတိတ်တော့မပြောချင်ဘူးပြောအမေတွေမိဘတွေရှိမှာတော့အမေရဲ့ရှိမှာတော့ကျမခဏခဏပြောဖြစ်တယ်ပေါ့နော်အဲ့မျိုးကျတော့ခိုင်ချက်သူအားငယ်သွားတဲ့ဘိုင်းတွေအများကြီးရှိတယ်ငယ်တုန်းကသူ့တငယ်ချင်းတွေကသူနေတဲ့ကလေးကြီးတာပေါ့နော်ကားတဲ့အချိန်ကျတော့သူအရန်ခင်တဲ့သူ့တငယ်ချင်းကသူ့ကိုရီပေးလိုက်တယ်အ
အရန်ရုပ်ဆိုးပြီးမှကြီးနေရွက်ကြီးကပြောတာနဲ့သူမောင်ရုပ်ခုံပြီးမှငိုတာသူအရန်စိတ်ချိခိုက်သွားတယ်သူခင်တဲ့တငယ်ချင်းအဲ့လိုပြောတဲ့ချိန်တော့အဲ့ဒီတော့သူကယုံကြည်ဖို့မရှိဘူးသူကအခုဒီ IKBC ကိုပြောင်းလာတဲ့ချိန်ကျတော့သူကအဲ့ဒါတော်တော်ပျောက်သွားတယ်တွေ့ရတယ်ဘယ်သူမှဘာမှပြောတော့ဘူးအဲ့တော့တော်ပျောက်သွားတယ်အဲ့မဟုတ်ဘူးဆိုသူတော်လေးမှရပြီးကြည့်လာတယ်လို့ပြန်လုပ်ကြည့်ဒီလိုပြန်လုပ်ကြည့်ဒီလိုပြန်လုပ်ကြည့်ဒီမှာလေရမ်းလောင်တော့လို့ရမ်းလောင်တော့သူရမ်းပြောတာဟုတ်ဘူးလားကျမကလည်းအိုဘားမားပုံနဲ့သူ့ကိုပြပြီးမှသူ့လာလို့အိုဘားမားနေလို့မျိုးနေကျမအဲ့ဒါလေဆိုအများကြီးသူ့ကိုပြောပေါ်တာနောက်ဆုံးသူကျမကိုပြောတယ် no ကနူနီကူဘောဒီနာမရှာပဲကနီးနေတယ်ဘယ်စဘူးမိုင်းပြီးပါလေဘလူးဖြစ်တဲ့အမေဆိုပုတ်ကလေးကိုလှတယ်ပဲပြောတာပဲပေါ့ဘာလို့လဲပဝင့်ကျင်တဲ့သူအရေးကြီးတယ်လို့ပြောချင်တာပေါ့နော်ပဝင့်ကျင်ရဲ့တမတ်ချက်တစ်ခုကပုတ်ကလေးစီမှာတော့မိုးသွားနေတာရှိတယ်ညာတော့အဖြစ်ကကြတော့နှိုင်းရှင်ပြောရတဲ့ချိန်မှာနည်းနည်းဝေးနေလို့ပြောတယ်ကျမသားနဲ့တမီးကိုနှိုင်းရှင်ရဲ့ဘသူဆိုကျမသားကိုပဲကိုချစ်စရာကောင်းတယ်လို့ပြောကြတယ်ဟိုမင်းကမလှဘူးလို့မဟုတ်ဘူးဒါမှမဟုတ်ဒီချစ်စရာကောင်းလိုက်တာကျမရင်တော့အဲ့ဒီမနေ့ဆရာတော့ငါမွေးစားချစ်လိုက်တာကျမချစ်စရာကောင်းလိုက်တာဆိုအဲ့ဒါတော့ကြားလိုက်အဲ့တော့နေရင်ထိုင်ရတဲ့သူကတိတ်ပြီးမှတော့မတိုးသူဖြစ်သွားတာပေါ့ဒါကသူစိတ်ထဲကနေသူဖြစ်သွားတဲ့အကြောင်းအရာတွေကတော့ I am ဆိုတာလေးကအဲ့လိုလေးဖြစ်လာတော့သူက confidence တွေမရှိတာအဲ့လိုမျိုးဖြစ်သွားအဲ့ကျတော့ကျမတို့ကလေးတွေ I am ဆိုတာဖြစ်လာဖို့အတွက်ကျမတို့မိဘတွေအရေးကြီးတယ်ပေါ့ဝင်းချင်မှာရှိတယ်ကျမတို့အရေးကြီးတယ်ဒါမှမဟုတ်မြေဆန္ဒတော့ဟိုခုံလာတာအဲ့လိုတော့ပြောလေပုံပြီးတော့လို့ဖြစ်တော့အသေးဖွဲကအစားပေါ့နော်ခုကလေးတွေရဲ့မှတ်ချက်တွေအရေးကြီးတယ်ပြီးတော့နောက်က I have ဆိုတာလည်းရှိပြီ I am ဆိုတာလည်းရှိပြီဆိုရင်ကိုယ်ကလေးက I can ဆိုတာဖြစ်တာလေငါအားလုံးကိုလုပ်နေတာဘယ်အရာကိုမဆိုငါရင်ဆိုင်နေတယ်ဒါကငါတတ်နိုင်တယ်ဒါဟာအမြင့်ဆုံးသောသူရဲ့ကိုယ်ကိုယ်တန်ဖိုးထားခြင်းဖြစ်တယ်အဲ့တော့ကလေးကကိုယ့်ကိုယ်တန်ဖိုးထားမှုကြသွားတာနဲ့ကလေးတွေကပျက်စီးမှုနှုံများတယ်အဲ့တော့ပျက်စီးတဲ့ကလေးတွေကြည့်မယ်ဆိုရင်ကိုယ့်ကိုယ်တန်ဖိုးမထားတဲ့ကောင်ပျက်စီးတယ်အဲ့တော့ကိုယ့်ကိုယ်ကလေးတွေကတန်ဖိုးထားဖို့ကိုကအရင်တန်ဖိုးထားဖို့လိုတယ်ကိုကတန်ဖိုးမထားတော့ကလေးကကိုယ်တန်ဖိုးမထားတတ်တော့အဲ့တော့ခုနပြောတယ် I have ပြီးမှ I am အဲ့ဒီနှစ်ခုရှိပြီးမှ I can ဆိုတာဖြစ်လာတယ်အဲ့ဒီနှစ်ခုမရှိတဲ့ကလေးကဘယ်လိုမှ I can ဆိုတဲ့အဆင့်ကိုမရောက်နိုင်ဘူးအဲ့တော့ငါဟာကျွမ်းကျင်တယ်ငါဟာဒီရောင်မှာကောင်းကောင်းလုပ်နိုင်တယ်အခက်အခဲပြတ်မှာကိုယ့်အကိုဖြည့်ရှင်းနိုင်တယ်ခန်းစားချက်ကငါဘာငါထိန်းချုပ်နိုင်တယ်ဆိုတဲ့အဆင့်ကိုသူရောက်ပါတယ်ကိုယ့်ရဲ့ဇယက်လက္ခဏာကိုသိလို့သူများရဲ့ဇယက်လက္ခဏာလည်းသူသိတယ်အဲ့တော့စိတ်ခံစားမှုထုံးချုပ်မှုဆိုတာဟုတ်ဆိုတော့တစ်ခါကြရင်ဘလူးနေရာမှာပဲဖြစ်ခံစားရည်တရားရခိုင်တော့အပြည့်ကိုခံစားတာဆိုအကြီးကျယ်မှုလိုက်ဘသူပဲနာမှာဘာရှိပြောမယ်ဆိုလဲအကြီးကျယ်ပြောလိုက်ပြီးတော့ကိုယ့်ရဲ့ one nature ကိုယ့်ရဲ့ပျော်ခြင်းကိုဘေးပေါက်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကိုသိစေတယ်အဲ့ဒါကကလေးကလည်းဒါ negative emotion ဖြစ်သွားတယ်နော်အဲ့ကျတော့ I can ဆိုတဲ့အစစ်မှာဒီခံစားချက်ကိုအရန်ထိထုတ်သွားတယ်ကိုအရန်တော့ပျော်တယ်မလွမ်းမယူကြီးဒါပေမဲ့ဟောဒီချိန်မှာဒါမလုပ်တင်ဘူးဆိုတဲ့စိတ်ကိုထိန်းချုပ်သွားတယ်ကိုဝတ်နေတယ်ငိုချင်တယ်ဒါပေမဲ့ငါဒီလိုကြီးအတေးချပြန်ကမဖြစ်ဘူးဆိုတဲ့စိတ်ပေါ့နော်အဲ့ဒီ I can ဆိုတာကနေမှဖွံ့ဖြိုးလာတာဖြစ်ပါလေလို့အဲ့တော့ကျမတို့ကအရန်ကိုတီးခံရမယ်အရန်ကိုစိတ်ရှည်ရမယ်အရန်ကိုလမ်းပြဖို့လိုအပ်တယ်အဲ့တော့ခဏရစွမ်းအားကိုညှင့်တင်ပြီးတဲ့အချက်ကယုံကြည်မှုဖြစ်တယ်ယုံကြည်မှုပြီးတော့လွတ်လပ်မှုဖြစ်တယ်အဲ့တော့ကျမတို့တွေကကလေးတွေကိုလွတ်လပ်မှုသိမ့်မပေးဘူးကျမတို့အားလုံးတရားရခိုင်လို့ဖိတ်ထုတ်ချင်တယ်အဲ့ဒီကြတော့ယုံကြည်မှုလွတ်လပ်မှုကိုယ့်ဘာသာကိုဆုံးဖြတ်နိုင်မှုလုံးဝဝိရိယရှိမှုနဲ့ကိုယ့်ကိုယ်ကိုတတ်မှတ်ခြင်းကခဏရစွမ်းအားကိုမြင့်တင်တယ်ကိုယ့်ကိုယ်တတ်မှတ်ခြင်းဆိုတာခုနပြောပြီးသွားပြီးကိုမိဘတွေကအရင်တတ်မှတ်ဖို့လိုအပ်ပါတယ်လို့အဲ့တော့ကျမတို့ကလေးတွေကဒီလိုအရာတွေဖွင့်ဖြိုးလာဖို့အတွက်ကျမနောက်ဆုံးနောက်ဆုံးအကြောင်းအရာနည်းနည်းလေးပြောပြီးမှဒီကုန်းချုပ်ပါမယ်လို့အဲ့ဒါပဲကြတော့ respect နဲ့ဆိုင်တဲ့အကြောင်းပြောချင်ပါတယ်လို့အဲ့တော့ခဏရေးစွာအဖွင့်ဖြိုးလာပြီးကောင်းလာပြီးဆိုတော့ကျမတို့ကလေးတွေနောက်အချက်အနေနဲ့ကျမတို့ဘာအဓိကကြတယ်လဲဆိုတော့ respect အဓိကကြတယ်လို့ကျမတို့respect ကတော့ကျမဒီစာရွက်ထဲမှာနောက်ဆုံးပိုင်းမှာကျမဒီထဲမှာမပါတော့เนาะကျမဇာတ်နဲ့ပဲပြောလိုက်အဲ့ဒါကြတော့ကျမတို့ဗမာပြည်မှာကြီးပြင်းလာတယ်ဆိုတော့ကျမတို့ဗမာပြည်မှာကျမတို့ငယ်ငယ်တုန်းကကျမတို့ဘုမ respect မပေးခဲ့ဘူးအဲ့လိုကြတော့ကျမတို့ကလေးတွေပေါ်မှာလေကျမတို့က respect မပေးတတ်ဘူး respect ဆိုတဲ့စကားလုံးကကလေးနဲ့လုံးဝမဆိုင်ဘူးကျမတို့ဗမာပြည်မှာလူကြီးတယ်လည်းဆိုင်တယ်
လူကြီးကိုယူတည်ရမယ်လူကြီးကိုကောင်းကောင်းဆက်ဆံရမယ်လူကြီးရှိမှကောင်းကောင်းလမ်းလျှောက်ရမယ်လူကြီးရှိမှကောင်းကောင်းရမယ်လူကြီးရှိမှလက်ပတ်ရမယ်လူကြီးကြီးလိုက်တော့ဟိုအဘအတီးရောဘယ်ကလေးအချင်းချင်းကိုကလေးကို respect ပေးရမယ်လို့ဘယ်တော့ခါမှကျမတို့မသိခဲ့ဘူးမသိခဲ့ဘူးကိုယ်တိုင်နဲ့မခံခဲ့ရဘူးအဲကြတော့ကလေးတွေကိုကျမတို့ respect မပေးတတ်ဘူးဖြစ်သွားတဲ့အချိန်ကျရင်ကိုကလေးတွေကလည်းဒီနိုင်ငံမှာကျတော့ကလေးတွေက respect ပေးတယ်ကျမဥပမာလေးတစ်ခုအရင်ပြောနေတယ်သူတကယ်ချင်း mark နဲ့ series ကျမတွားတယ်အမေတို့ကျမပြောပြီးအဲ့လိုတွားတော့ကိုလုံနိုင်စွာကလေးကိုဘယ်လိုပြောလဲကျမတို့ဧည့်သည်တွေကိုလုံးရှိတယ်သမီးပြင်လို့ဆိုတော့သူသမီး3နှစ်ပဲရှိတယ်အမေတဲ့သမီး2ပွဲပြင်တယ်ကျမသာဆိုရင်3နှစ်ကလေးကျမသမီးကသမီးပွဲပြင်မယ်ဆိုရင်9ရှုပ်ပါလို့ပြောလိုက်တယ်ဒါပေမဲ့သူကပြောလဲကျင်းနဲ့ဘသူ့ကိုဘယ်မှာထိုင်စီချင်တယ်တဲ့အဲ့တော့ဘုရားဟိုမှာထိုင်နေရဒီမှာထိုင်ဂျုံကဒီမှာထိုင်သူကအကုန်လုံးသူနေရာပေးတယ်အဲ့ဆိုရင်သူကပကံလေးကိုချလိုက်အဲ့ဆိုလူကဘယ်နှယောက်ဆိုပကံဘယ်နှချက်လို့လဲဘလောက်စိတ်ရှိလဲအမေလဲဆိုတော့သူကလူကြီးကြည့်တယ်အဲ့ဆို8ချက်အဲ့ဆို8ချက်ထားပြီးသူကပြောတယ်အဲ့ဆိုရင်လည်း zoom ပြေးဘလောက်လို့သူကလေးကိုသူတင်ပေးနေတာကျမတို့ဆိုလို့တာဝါစမိုက်ကလို့စမအကောင်လုံးလေကိုလုံးလိုက်လွယ်လေမြန်နေပြီးတယ်ကလေးကကြာတယ်လေစိတ်မရှိဘူးလေအကောင်လုံးသူတင်ပေးတယ်သူလုတ်ခိုင်းတယ်သူကလေးစီမနဲ့အတိုင်းနဲ့သူထိုင်တယ်ကျမတို့ဆိုပါတော့လေတိုင်ထုံးကဖူးထိုင်တော့နားမိုက်တယ်ပြီးပြီအဲ့မှာပတ်တပ်ချရဲဆိုင်ကျမတို့ကလေးကိုလုတ်ခွင့်မပေးဘူးပေါ့နော်ဒါအခုကျမခုမှသေးတယ်သူကဆူတောင်းမယ်ဆိုတော့လက်လွယ်ပြီးဆူတောင်းပါတယ်သူကလေးကအဲ့မှာတော့ဂျားထဲမှာတမီးလေးတယောက်ရှိတယ်သူကကျတော့ကစားနေသူဗါလေစားစရာမဟုတ်ဘူးနာမည်မိသွားတယ်မနေ့စောစောမှစားတာစီးရီယာအလုံးကလေးဆိုတော့အယောင်ဆုံးလေးနေဆိုသူအဲ့ဒါကစားနေဆူတောင်းမယ်လက်ပေးသူ့ဖိနှက်ခါပြောတယ်သူမပြေဆော့ဘူးဘယ်လိုလဲသူချော့ပေးလိုက်တယ်သူက booster chair ထဲမှာထိုင်ကြအောင်နော်ချိုက်စစ်ဆိုတော့အမြင့်ဆိုတော့သူချော့ကိုပေးလိုက်တယ်သူ့ဖေကြည့်တယ်ဘာမှမပြောသူချော့လေးကိုကင်မှဆူတောင်းတယ်အားလုံးပြီးသွားမှဘယ်သူမှမကြောက်အဲ့နောက်မှတိတ်ကလေးသူပြောတယ်ဆူတောင်းတယ်ဆိုအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုလုပ်တာနော်ကောင်းတယ်လားမကောင်းဘူးသူ့ကိုဆူတက်ခိုင်းတယ်အဲ့ကျမှသူကနောက်ထပ်လုပ်တော့ဘူးပြန်ပြောတယ်ကိုဆွေဘယ်လိုလုပ်လဲကျမတို့ဖြေတယ်ငါဆိုလို့ရိုက်ထည့်လိုက်ပါလေချတော့ပြီးတော့ပဲကျမတို့ကဘလောက်မကောင်းလဲစိတ်ထဲမှာဘလောက်စိတ်ညံ့လဲသူများကစိတ်ရှည်ပြီးမှတွန့်တင်တယ်ကျမတို့မှတွေ့ရကျမတို့ဆိုရင်ကလေးကိုလူရှိမှမဆူရဘူးကျမဆိုတာငါဆူပြီးသေးတယ်သူဆိုမလုပ်ဘူးသူဆူချင်မှာပဲဒါပေမဲ့မဆူဘူးမျက်နှာတော့မပြတ်ဘူးဘာမှမပြောပြီးမှသူတိုးလေးသူအလွန်ညင်တာတော့အလွန်ချင်းမြတ်တာနဲ့ပြေဝတော့အတာနဲ့ပြောတယ်သူကချက်ချင်းလက်ခံတယ်ကလေးကအဲ့တော့ကျမတို့ပြုတ်ပြဖို့အများကြီးလိုတယ်ကျမတို့ရဲ့ဟိုးမတိစိတ်ထဲမှာပုံရိုက်ထားတဲ့အဲ့ဒီအကျင့်တွေကပေါ်လာတော့ကိုကလေးကိုလည်းအဲ့လိုပဲပြုတ်အဲ့တော့အချိန်လေးကြာတော့ respect မှာကလည်း10ချက်ရှိရဲလို့အဲ့တော့ number 1က the way we speak တယ်အဲ့တော့ကျမတို့ကကလေးတွေကိုဘယ်လိုစကားပြောလဲမင်းဘာမှမသိပါဘူးကွာနားဖတ်ကျဲစစ်လို့တကယ်လည်း तू မသိဘူးနော်ဒါပေမဲ့အဲ့လိုမပြောရဘူးတဲ့ဒီမှာ तू ပြောထားတာကအဲ့ခုနပြောသလိုအရန်ချစ်ချင်းမြတ်တာနဲ့ပြေဝတယ်ကျင်နာမှုပြေဝတဲ့စကားနဲ့ကလေးကိုရှင်းပြရမယ်တဲ့အဲ့ဒါကကလေးကို respect ရဲ့ number 1အချက်ဖြစ်တယ် number 2နှစ်အချက်က please နဲ့ thank you အဲ့တော့ကျမတို့က please နဲ့ thank you တိတ်မပြောဘူးသူများကတော့အရန်ပြောတယ်ကိုမိသားစုချင်းမောင်နှမချင်းကိုသားပြောပလိငါဝိထားတဲ့ကလေးဘာလို့ပြောရမလဲမဟုတ်ဘူးဒီချိန်မှာကိုအရန်ပြောရမယ်ပန်ကတော့ပြလိုက်တာကြည့်ကျူးတဲ့ပန်ကပြလိုက်ရမယ်နာဤဘလောက်กว่าချသွားတယ်အဲ့ဆိုကလေးချင်းတော့ပြမှာလေပန်ကတော့ပြလိုက်တာငါပြောနေမှကြောက်လားဘလို့မှ respect မရှိဘူးကိုကလေးအချက်စီကနေခိုင်းနေတာ info ကိုခိုင်းလို့ခိုင်းနေတာမဟုတ်ဘူးကြီးစုပြူရွေ့ဆိုတာကြီးကျူးထက်သူ့ဖက်တိုင်လားရလေကြီးကျူးထက်ကွာဖက်တိုင်ပြောရလေအဲ့ဒီစကားဟာသူ့ကို respect လုပ်ရတယ်ပြီးတော့သူယူခဲ့ပြီးကြီးကျူးပါစေတော့အမြဲတမ်းပတ်စထဲမှာထည့်ထားရမယ်တဲ့ငါကလေးငေါ့လို့ပြီးတာပဲဗာကြီးကျူးတင်စကားပြောစရာလူလဲဆိုတာဒါသူ့ကို respect မပေးတာလည်းအတူတူပဲလို့ပြောပါတယ်ပြီးတော့နောက်ကပါလဲဆိုတော့ willingness ဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ကိုမလုံချင်ဆုံးအလုပ်ကိုကိုကလေးကိုခိုင်းတယ်ကိုလုံနိုင်ရတယ်ဒါပေမဲ့ကိုမလုံချင်ဘူးဆိုရတယ်ခိုင်းချက်ဒီမှာလေကိုမလုံချင်ဆုံးအလုပ်ကိုကိုကလေးကိုခိုင်းတယ်အဲ့ဒါကသူ့ကို respect မပေးတာနဲ့တူတယ်အဲ့ဒါမျိုးမလုပ်ရဘူးနောက်ကပါလဲဆိုတော့ကလေးကို privacy ပေးရမယ်တဲ့ဒီနိုင်ငံလောက်တော့မလိုဘူးဒီနိုင်ငံမှာဘာဖြစ်လဲ do not disturb ဆိုပြီးကလေးရချစ်ခံမိဘတော့ခောက်လို့မရဘူးဒါမျိုးတော့မရဘူးเนาะဒါမဲ့ဘာဖြစ်လဲသူ privacy ဆိုတာရှိတယ်အဲ့ဒါကိုပြရနှစ်ဖွဲ့ပါတယ်ကိုသူ့ကိုပေးထားတဲ့ပစ္စည်းတစ်ခုပေါ့နော်သူ့ပေးထားတယ်သူပိုင်သွားတယ်
ဒါပေမဲ့ဒီပစ္စည်းကိုတခြားတစ်ယောက်ကိုပေးချင်တယ်ဆိုပါတော့သူလည်းမကစားတော့ရက်တိလာနာမယ်ကြောနေရှိဖက်တော့အဲ့ဒါသူ့ကိုပေးလိုက်ပြီးတော့ဒီပစ္စည်းသူ့ပိုင်တယ်ဒါသမီးဒီပစ္စည်းကိုအမေသူ့ကိုပေးချင်တယ်ဒါပေးမလားဆိုပေးမယ်သူ့ကိုလည်းပေးခိုင်းတဘောကသူများကို sharing လုပ်တယ်သူ့တန်းတယ်ဆိုတော့သူ့ကိုလည်းသိအောင်ကျွန်တော်တို့လုပ်ပေးရမယ်ကိုယ်စိတ်နဲ့ကိုလုံးလို့မရဘူးကိုယ်ဝယ်ပေးထားတယ်လေကိုယ်ပတ်စံနဲ့ဒါမဲ့သူ့ပစ္စည်းဖြစ်သွားပြီသူနဲ့ဆိုင်တယ်ပေါ့နော်တဘောဒီအသေးမွားစားပေးပေါ်မှာကျွန်တော် respect ပေးဖို့လိုတယ်ပြီးတော့နောက်တစ်ခါ eye contact ရှိဖို့လိုတယ်ကိုယ်ကလေးကိုကိုယ်စကားပြောရင်အထက်စီးကနေဘယ်တော့မှပြောတယ်ကိုကတော့ကတည်းကချီကိုကလေးကမှနေတယ်လို့မျိုးလေးမိုးကြည့်နေကိုစိတ်ဆိုးတဲ့အချိန်မှာတကယ်ကြည့်သူ့ရဲ့မျက်လုံးအရာတနာစရာကောင်းတယ်အရင်ကနားဆက်ကောင်းတယ်ကိုမောကြည့်နေရတယ်ဘယ်တော့မှအဲ့လိုမမောကြည့်ပါစေနဲ့တဲ့ကိုကလေးကိုဒူးထောက်ပါတဲ့ကလေးနဲ့မျက်လုံးချင်းကြည့်နေတာပြောပါတဲ့ကျွန်တော်ကြောက်မှကလေးတွေဘယ်လောက်အများကြီးဆိုးတဲ့ကလေးတွေရှိဘယ်တော့အခါမှဆရာမတားနေမှာမဆိုးခေါ်တယ်ထိုင်တယ်ဆရာမကိုလည်းပြီးမှသူ့ကိုခေါ်ယူတယ်မျက်လုံးချင်းကြည့်ပြီးမှဖြည်းဖြည်းလေးနဲ့ပြောတယ်ကျွန်တော်တို့ဒါအများကြီးတင်ဖို့လိုတယ်အဲ့တော့နောက်တစ်ချက်ကပါလဲဆိုတော့full attention ပေးရတယ်အဲ့တော့အာယုံစိတ်ကိုအပြည့်ကိုလေးပေါ်မှာထားရမယ်တဲ့ဒီမှာဖုန်းပြောနေဖုန်းကြီးကစားမှာ Facebook တွေကြည့်နေအဲ့တော့ခုနအင်ဂျင်စားလေတဲ့ကိုလေးကြီးလေမအဲ့ဒါကကျွန်တော် full attention မပေးဘူးပါစကတော့ဖြေလိုက်တယ်ဒါပဲပါဖြေ eye contact မရှိဘူးမျက်လုံးကနေကြည့်ဒီမှာပညာရှင်တွေပါပြောတယ်နီးအိတ်ပြီးမှမျက်စိပိတ်နေတဲ့အချိန်တည်းမှာတဲ့ကိုကလေးကလာဆိုတော့ပြောရင်မျက်စိဖွင့်ပြီးမှသူ့ကိုကြည့်ပါအေးကြည့်မလုံးနဲ့တဲ့မလုံးနဲ့မျက်စိဖွင့်ပါတဲ့သူ့ကိုမျက်လုံးချင်းကြည့်ဒါဟာ full attention ပေးတယ်အဲ့ဒါဟာသူ့ကို respect ပေးတာ ਨੇ အတူတူပဲလို့ပြောပါလေနောက်ကပါလေဆိုတော့ gracious words ဖြစ်ပါလေကိုကလေးကို respect ပေးတာကကလေးနဲ့ကျမတို့ကပြောဆိုဆက်ဆံတယ် communication တစ်ခုဖြစ်တယ်ဒါဟာ comment မဟုတ်ဘယ်တော့မှမိတ်ပေးတာမျိုးမလုပ်နဲ့တဲ့ကျမတို့ဗမာပြည်လူတွေကအမိတ်ပေးတာအရလုပ်တယ်မိတ်ပေးတာ respect လုံးဝမရှိတာ ਨੇ အတူတူပဲဖြစ်တယ်ပြီးနောက်တစ်ခါကျတော့နားထောင်တယ်ကိုကလေးရဲ့စကားကိုနားထောင်လို့ပြရတခါတလေလုံးဝနားထောင်ချင်တယ်နားထောင်ပေးရတယ်ကျမဒီဥပမာလေးနဲ့တခါပြောပြီးပြီအမေကကရှိနေလို့နေတဲ့သူ box တွေကိုသူယူပြီးမှသူပြစ်နေတယ်ပစ္စည်းတွေပြစ်နေတဲ့အချိန်မှာသူကလေးကအဲ့ဘူးကိုလာလို့ရှိရင်တော့ဘာလဲဆိုတော့မပြစ်လိုက်နဲ့အမေအဲ့ဒီဘူးထဲမှာငကားဦးရှိတယ်တဲ့ကိုယ်စမပြောမယ်ကြရာပေါ်ကငကားစုဆိုမှပြစ်ပြီးလိုက်မှာမဟုတ်ဘူးအိုးဟုတ်လားငကားဦးလေးရှိတာအမေမသိလို့နော် sorry နော်ဆိုပြီးအဲ့ဘူးလေးကိုတင်ထားပြီးတယ်ပြီးတော့အဲ့နားမှာထားထားတယ်ပြီးတော့ပြောတယ်ငကားလေးကဘလို့သူကဘသူ့ကမှမကြည့်ခိုင်းဘူးတော့မကြည့်နဲ့ဒီဟုတ်ပြီမကြည့်ဘူးဆိုတော့လေအဲ့ဒီဘူးလေးသူ့ချင်ရင်မှပဲထားထားတာတကယ်တော့ဘာမှမရှိဘူးလေဘူးလေသူရဲ့ imagination အဲ့နောက်တော့နင်သူ့မယ်ငကားကလေးပေါ့လားဒီအတောင်ကလေးနဲ့စိတ်ကလေးချစ်စရာကောင်းလိုက်တာဟုတ်လားအနုလည်းအရင်ကြည့်ချင်တာပဲကြည့်လို့ရမလားမရဘူးသူကအရင်ရှက်တာမကြည့်နဲ့လို့ပြောတယ်တပို့သူတင်းနေသူပြောနေတယ်ပေါ့နော်ဒီအကြောင်းအရာတကယ်ဆိုအမိုက်ပဲအဲ့ဒီဘူးကဒါမှမဟုတ်ပြောတယ်ဒါပေမဲ့တည့်ရကြတော့ तू ကနေ့ရက်3ရက်လောက် तू မပြောတော့အဲ့ငကားအကြောင်းပဲအဲ့တော့အမေကလည်းဘူးလည်းပြစ်ချင်ပြီဆိုတော့လေငကားလေးကဘလို့လဲဆိုတော့ပြန်သွားပြီတဲ့ तू အရင်ကြီးသွားပြီတဲ့ဒီမှာမဆက်တော့ဘူးအဲ့ဒီတော့အမေကဘူးယူပြီးပြစ်လိုက်တယ်အဲ့တော့ကလေးရဲ့စကားကိုနားထောင်ခြင်းအပြင်သူ့ရဲ့စိတ်ကူးကလေးမှာပို့ပြီးမှကိုကပါဝင်ပြီးမှဆောင်ရွက်တယ်ခုနပြောသလိုအမေရဲ့ဒီမှာငကားဦးလေးရှိရမပြစ်လိုက်ဆိုဒီမှာလေးဖွင့်ကြည့်ဗမာလေးငကားဦးဆိုပြီးပြစ်ပြီးလိုက်ရင်ကလေးကဖြစ်စီလိုက်ပြီးရဲ့အသွေးလေးကိုပေါ့နော်အဲ့လိုမျိုးလေးမဖြစ်အောင်ကျမတို့ကလေးတွေကျမတို့respect ပြီးဖို့လိုအပ်ပါတယ်လို့ပြီးရင်ကျတော့သူ့ကိုအရှိရအောင်လုပ်ပါနဲ့တဲ့ဘယ်တော့အခါမှလူရှိမှဆူချင်းအော်ချင်းငေါက်ချင်းမလုပ်ဖို့လိုအပ်ပါတယ်ဘယ်ကလေးအသက်အရွယ်မှာဆိုလူရှိမှမပြောဖို့လိုအပ်ပါတယ်အဲ့ဒါကလေးကိုအများကြီးအရှိရစေတဲ့အရာဖြစ်တယ်ပြီးတော့နောက်တစ်ခုကနောက်ဆုံးကသူ့ရဲ့သဘောထားကိုအများကြီးမေးပါသူ့ရဲ့သဘောထားကိုကျွန်တော်တို့အများကြီးမေးဖို့လိုအပ်တယ်ဘယ်အသက်အရွယ်ဘယ်မှာပဲဖြစ်ဖြစ်သူ့ရဲ့ထင်မြင်ချက်သူ့ရဲ့ယူဆချက်ကိုကျွန်တော်တို့မေးဖို့လိုအပ်ပါတယ်လို့အဲ့တော့ကလေးနဲ့ပတ်သက်ပြီးမှပြောတဲ့အမြဲအချက်တွေကတော့အများကြီးရှိတဲ့ထဲမှာကျွန်မဒါနည်းနည်းအကျဉ်းချုံပြီးမှတင်ပြခြင်းဖြစ်ပါတယ်လို့အားလုံးမိဘတွေကတော့တိတိသားအကြောင်းအရာလည်းဖြစ်ပါလိမ့်မယ်လို့ဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံမှာနေပြီးမှဆက်ပြီးလုပ်သွားရမယ်ကလေးကိုထိန်းချောင်းသွားရမယ်ပိုင်းတွေအများကြီးရှိနေဆိုတဲ့အချိန်ကျတော့ကျွန်တော်တို့ဘက်ကပြင်ဆင်ရမယ့်အခြေအနေတွေလည်းအများကြီးရှိပါတယ်လို့ခိုင်ကြရင်ကျွန်တော်တို့ကိုယ်တိုင်ကမှအောက်ဝိတမန်ကောင်ကတုံးကားရတော့အောက်ဝိတမန်ကတစ်ဖက်ဒီဘက်မှာစာရမဏကတစ်ဖက်သူစကားနားထောင်ရမလဲဆိုပြီးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုယ်ကလေးတွေရဲ့ဖွံ့ဖြိုးမှုဒီအဆင့်ဆင့်ပါကိုယ်ကလေးတွေရဲ့ဖွံ့ဖြိုးမှုအရာတိုင်းမှာကျွန်တော်တို့ကဘလို့ကလေးဖြစ်တယ်ဆိုတာကျွန်တော်တို့သိရမယ်
သူနဲ့အတူတူပူပေါင်းဆောင်ရွက်ရမယ်တစ်ဖက်ကကလေးကိုပြစ်တင်ခြင်းပေါ့နော်မလေးမစားလို့ချင်းမဟုတ်ပဲချစ်ချင်းမြတ်တာပြည့်နဲ့တွန့်တင်ရင်ဒီနိုင်ငံမှာလည်းတကယ်ကိုအလင်းကိုထွန်းလင်းတဲ့တကယ်ကိုတော်တဲ့ကလေးတွေလိမ္မာတဲ့ကလေးတွေဖြစ်လာမှာဖြစ်ပါတယ်လို့ဒီအကြောင်းအရာကကျမတို့သားမိဘတွေဖြစ်တဲ့ကျမတို့ရဲ့လက်ထဲမှာရှိတယ်ကျမတို့ဘေးပတ်ဝန်းကျင်မှာရှိတယ်ကျမတို့ရဲ့ community နဲ့လည်းသက်ဆိုင်နေကျမတို့ရဲ့ကလေးတွေကိုဖျားရဲ့လက်မှာအနံပြီးမှဆက်ပြီးမှတွားရအောင်လို့ပြောစီလိုက်တာကောင်းချီးပေးပါစေ။ Amen.